ယောမခန်းကြီးရှိ29ပဲယောမရှိ29ဟုတ်ပြီအဲ့ဒီထဲမှာတားတော်ဤပုံတရံနဲ့တညီဒီဖြစ်စေခြင်းကယုံကြည်လူကိုဘုရားကဘာဖြစ်စေခြင်းလဲယုံကြည်လူအတွက်ဘုရားဤအကြံစီယုံကြည်သူအတွက်ဘုရားရဲ့အကြံစီရပါလေယေရှုနဲ့ဘုံဘာလဲယေရှုနဲ့ဘုံပြောတားတော်ဤပုံတရံနဲ့တညီဒီဖြစ်စေခြင်းကတားတော်ယေရှုနဲ့တဒံတူဖို့ဘုရားဟာယုံကြည်သူတိုင်းအတွက်အကြံစီရှိတယ်ဟာလေလုယာအာမင်ဒါဆိုယုံကြည်သူအတွက်ဘုရားရဲ့အကြံစီဟာဘယ်နဲ့တူရမလဲတားတော်ယေရှုနဲ့တညီတဒရန်ဒီချစ်ဖို့ချစ်စီဒါဘုရားရဲ့အကြံစီပဲဒါဆိုဘုရားရဲ့အကြံစီဟာယုံကြည်သူဟာဘယ်သူနဲ့တရန်တူရမလဲတားတော်ယေရှုနဲ့တဒရန်တဲ့တညီတဲ့ဖြစ်ဖို့ဘုရားအကြံစီရှိတယ်ဘုရားလူလို့ရှိတယ်ဘုရားအကြံစီရှိအဲ့ဒါဆိုဒီနေ့ကျွန်တော်ဟာဘယ်သူနဲ့တူရမလဲယေရှုကျွန်တော်ကိုဖယားကအေဂျီနဲ့တူစေခြင်းလားနှစ်ချင်းနဲ့တူစေခြင်းလားတားတော်ယေရှုနဲ့တူစေခြင်းလားတားတော်ယေရှုဒါပဲဒီကနေ့ဖယားเจ้าတွေဟာအသင်းတော်နဲ့တရုတ်ထဲထွက်အောင်ဝေးနေတယ်ကိုယ်စင်းသားတွေကိုအသင်းတော်ရုပ်ထွက်အောင်လုပ်တယ်ဖယားကဘယ်အသင်းတော်ထဲမှာတူတာမလို့ခြင်းသူနဲ့တူတာပဲလုပ်ခြင်းဟာလေလုယာအာမင်ဒါပေမဲ့ဒီကနေ့ဖယားเจ้าတွေဟာအသင်းတော်တွေဟာဗာလေသူတို့အသင်းသားရုပ်ထွက်အောင်လုပ်ဆူတောင်းဒီလိုပုတ်တော့ယုံကြည်ရင်ဒီလိုမျိုးယုံငါတို့အသင်းတော်ကဒီလိုယုံတာငါတို့ဖယားเจ้าကဒီလိုလက်ခံထားတာငါတို့ဖယားเจ้าကဒီလိုမျိုးပဲသဘောပေါက်တာငါတို့ရဲ့အဖိုးရဲ့အဖိုးရဲ့အဖိုးအဘတေးဆရာကဒီလိုသဘောပေါက်ထားတာနေဟိုလိုယုံရင်ဟိုဘက်ဖယားเจ้าနဲ့တူသွားမယ်ဟာနဲ့တူအောင်ဝေးထောက်နေတယ်အသင်းတော်ယုံပေါက်ခိုင်ကနာယုံထွက်ဟုတ်လားဒါမျိုးဖျားလိုချင်လားဒါမျိုးသားတွေဖျားမလိုချင်ဘူးဖျားလိုချင်တာဟာယေရှုနဲ့တဒံတူတဲ့သားဖျားလိုချင်တာဟာယေရှုနဲ့တဒံတူတဲ့သားဒါပဲလိုချင်ဖျားဟာခိုင်ကနာရဲ့သားလိုချင်အသင်းတော်ရဲ့သားလိုချင်ဒီကနေ့ဖယားเจ้าတွေခိုင်နာတွေလူမျိုးတွေအသင်းတော်တွေဟာယေရှုနဲ့တဒံတူတဲ့သားမွေးနေလားသူတို့နဲ့တူတဲ့သားမွေးနေလားသူတို့နဲ့တူတဲ့သားမွေးနေအေးဒါပဲမို့ဒါကြောင့်အသင်းတော်တွေကြည့်နောက်တစ်ခေါက်ဟာလေလုယာတရားပေါ်နေနော်ကြားလားဒီမင်းရောက်တယ်ဖယားရောက်တယ်မင်းဒီတော့ဒါနောက်ဆုံးဖြစ်စေငါတို့ဖယားရောက်တယ်နောက်ဆုံးကတစ်ခေါက်အာမင်ထူတယ်ဒါပဲနော်ဒါလည်းမှဖြတ်ပြီးအာမင်အာမင်လို့ပြောတယ်။ဘာနဲ့တူတဲ့သားမွေးနေလဲ။တူတဲ့သား။အေး။နောက်ပြဒီရင်တဲ့ဘယ်တော့မှအာမင်နဲ့တူဟာလေလုယာလည်းခံမှာပေါ့။အသေးတိုင်းနောက်ဆုံးမှအာမင်တစ်ခါပဲတူတယ်။ငါတို့တင်တော်တာမျိုးမဟုတ်ဘူးလို့ကြားတယ်။ကြားတယ်မှာဟာလေလုယာအာမင် praise the Lord ခဏခဏဟောရတယ်ကြားလား။နောက်ဆိုရင်ကျင့်ဖြစ်သွားမယ်။အော်ပြီနော်။ဆိုတော့ခိုင်ကနာတွေဟာသူတို့နဲ့မတူတူအောင်မွေးနေလားမွေးနေလားမွေးနေဖယားဟာဒါမျိုးမမွေးဘူးဖယားဒါမျိုးမမွေးဘူးဖယားတားတော်ယေရှုနဲ့တူတဲ့တားမျိုးပဲလို့ချင်းအာမင်အဲ့တော့
ကြီးဟာခိုင်ကနာကိုကြောက်တာလောကကြီးကကြောက်ပါတယ်ဒီလောကကြီးကစာတမန်နဲ့ကခိုင်ကနာကိုကြောက်တာမကြောက်ဘူးကြောက်လားကြောက်ဘူး sorry ပဲခိုင်ကနာကိုခေါင်းခောက်ပြီးတော့ကောင်းနေတာစာတမန်နဲ့ကဘယ်ဂိုင်းမှမကြောက်ဘူးဘယ်ဖျားကြောက်မှမကြောက်ဘူးစာတမန်နဲ့ကကြောက်ဘူးဖျားကြောက်နေခိုင်ကနာကိုခေါင်းခောက်ပြီးတော့ကောင်းလို့ရစာတန်စာတန်ဘယ်ဂိုင်းမှမကြောက်ဒီကနေ့ယုံကြည်သူဆိုတဲ့လူတွေဟာဂိုင်းကနာကိုကြောက်လိုက်တာတုံးနေတာမင်းတော့အတုပမချပြီးသိအမကျက်ကျက်ပါမာကြီးနဲ့ကြောက်လိုက်တာတေကနေလို့နေဦးနဲ့တေအတုပမချတော့ချက်ချက်အလူငွေထက်ဆိုင်ချင်ဆရာสุดท้ายคำอันนู้นเราเองยากหาเราสุดท้ายไปแบบฉันเอาติดโดนมาละนี่เต้ามันจริงเอ้ยพอเช้าตัวดีเช้าตัวพอพยายามดีพยายามพอเดินนั้นดีเดินนั้นเช้าไม่ต้องเตะดูแต่จุดเสียคุณนำได้ยังสุดท้ายมาตีท่าไรนี่มึงจุดเดียวไอ้ยังไงตู้ที่กูตุนนั่งได้ยังจุดแล้วไงสุดท้ายลุงเองนั่นจุดเลยน้องที่เราเพี้ยนเยอะเลยไม่อยากพูดมาสักผมว่ามันนึกว่าปัดตัวนั่งเท่านั้นอะไรล่ะเขาว่ามาทำให้ดีกันเลยใครจะน่าดีนะพยานเนี่ยตัวเด็กตามวยจีน่าตัวเนี่ยตัวเด็กตามวยจีน่าตัวเนี่ยตัวเด็กตาแสดงมันเนี่ยหาเบงไงมันจะโลกาดีอะใครมีอารมณ์เจ็บนิดหนึ่งนิดอะไรกินเบงไงมันจะสุดน้าเลยอะใครจะน่าอยากตาเลือกนะพี่เนี่ยมีตาโลโลกาจีก็พยาตาดิโปลามันเจ้าผู้พยาตาโปมาโลกายังเจ้าสัตว์มันก็พยาตาดิโปลามันเจ้าผู้อภิเนี่ยตุเรียตาดิโปลามันเจ้าจริงเนาะสัตว์มันก็พยาตาดิโปลามันเจ้าผู้ตาโรเยซูเนี่ยตูเร่พยาตาดิเวลามาอุสดามันเนี่ยก็เจ้าเด้ไอ้อภิเนี่ยตูเร่ตาก็สาดาวไหนนะสิ่งเราปุ่งนะบ้านนี่ก็สาดาวไหนอูพอที่แกได้สาดาวมันไหนอูสาดาวก้าวเข้าขายอะไรก้าวเข้าได้เลยพอที่แกเนี่ยมีอะไรไหมเอาล่ะเอ้ถ้าเป็นแม่สาดเจ้าด่าก็ตาเราเยซูเนี่ยตัวเด็กตาไม่รู้สาดเจ้าตัวเราสาดไหนก็ไม่เอาไอ้ที่บอกว่าสาดเอาไหนนะแต่ว่าเปล่าล่ะเยซูเนี่ยตัวเด็กตาก็ตัวไหนเนี่ยสาดเอาไหนเนี่ยโลกาโอไหนเนี่ยสาธิโอไหนเนี่ยไอ้ที่ตาไม่รู้เวลามาอุสาดมันเนี่ยสิ่งสาดมันเนี่ยเจ้าโลกายังเจ้าตามอยู่ตามมือละเราพยายามตามชีวิตนะพยายามตามชีวิตนะพยายามตามชีวิตเราสั่งเจ้าบ่าวเช่นนี้ก็เข้าไปปังมือเอาละเอ้ที่พยายามตามนี่เราก็อภิพรตในสารมันนะก็เอาละนักขันที่สุดเลยต้องยอมลุกไล่กันจมยึดตัวอายุน้ำพยาตาจุดทุกข์น้ำมันน้อยเนี่ยมวยทุบยาเลยแต่เนี่ยก็ฝากเอาละพยาตาเลยมวยทุบยาภาษาทุบยาเลยแต่เนี่ยตาละมาจุดทุกข์สักพยาตาสัญญาเนี่ยเอาละเอ้น้ำมันน้อยเนี่ยนี่ยาทุกข์เช่น
ဘုရားကဘောနေကယာတုလို့ကျင်လားယာတုကချေရင်မပုတ်တင်နေမှာကိုးကွယ်ဒီဘာသာပြောင်းခရိယဆိုတာဖြတ်ကြီးကိုရောကျွန်တော်ယုံကြည်သူဆိုကိုရောသိပြီးသားပဲမပုတ်တင်ဆိုအရင်မှမကြည့်တာကိုရောအင်္ဂရမ်ကြီးစိတ်နှလုံးကြည့်တာလေကျွန်တော်စိတ်နှလုံးထဲမှာကိုရောနဲ့ပြည့်ပြီးသားမပုတ်တင်ကကိုရောကြည့်ပါဘူးဒါအစိုးရတော့ပြောင်းလိုက်ပါသွားပြီလားပါသွားပြီနောက်တစ်ခါကျတော့ဒီယာရုထက်တက်ချင်ရင်ဟိုမှာယုတ်တုစင်တုတေဖို့ရှိတယ်မင်းနာမည်နဲ့ဖဏယမင်းနာမည်နဲ့စပြီးတော့ဟုတ်ကဲ့ဖျက်ကြီးမားတယ်ဒါပေမဲ့အဲ့ဒါကတော့ကိုရောပြောမှုတယ်လေအုတ်ချုပ်တဲ့အစိုးရမင်းစကားနားထောင်စို့ကျက်စမှာပါလာတယ်ဆိုတော့ကိုရောစကားကိုနားထောင်တဲ့အနေနဲ့အုတ်ချုပ်တဲ့အစိုးရဒါလို့ပါဆိုလို့ကျွန်တော်ပြောတယ်ကိုရောစကားနားထောင်ပြီးလားနော်ဒါတော့ကိုယ်နာမည်ကအမှတက်ပနေတယ်စီထုဘာသာရေးစာဒန်တာလားဖယားတာအဲ့ဒီဖယားတာကိုစာဒန်နိုင်လားဒါတော့ပြောပြီးဖယားတာမွေးမှာကိုစာဒန်ကြောက်ခေါက်ခောက်ပြီးပေါင်းလို့ရနေရဆွဲပါလာဖယားတာကိုစာဒန်ကြောက်ဘယ်ဂိုင်းမှာစာဒန်ကြောက်ဘယ်တိတော့မှမကြောက်ဘလောက်ကြီးတဲ့ဖယားကြောက်ပိုက်စာဒန်ကြောက်ဘလောက်ကြီးတဲ့ဖယားကြောက်ပိုက်ဘာတိတ်ခါတော့ရဘာဝစ်လုံဝစ်ဘဲချာစာကြောက်စင်ဘာဘွဲဒီကိုတစိမ့်နဲ့အိမ်နဲ့အိမ်တကားမှာကတ်ထားစာဒန်ကြောက်လို့အားလုံးခေါက်ပေါင်းလို့စာဒန်နဲ့ကြောက်တာကယေရှုနဲ့တူတဲ့ဖယားသားကိုကြောက်တယ်ယေရှုနဲ့တူတဲ့ဖယားသားကိုစာဒန်နိုင်လို့မရဘူးစာဒန်နိုင်လို့မရယေရှုနဲ့တူတဲ့ဖယားသားပဲဖယားလို့ကျင့်အာမင်တော့ပေါ့လားဒါကြောင့်ဖယားကပြောပြီးယုံကြည်သူတွေငါအစီအစဉ်ကောင်းလေးထားတယ်အဲ့ဒီငါရဲ့အစီအစဉ်ဟာဘာလဲယေရှုနဲ့တူတဲ့ဖယားသားဝိဟာလေလုယာအာမင်ဒါကြောင့်ကိုယ့်ကိုယုံကြည်ချက်ထားခံယူချက်ထားငါဟာမိချင်းနဲ့တူပါမလားယေရှုနဲ့တူပါစံတော်ဟာအေဂျီနဲ့တူပါမလားယေရှုနဲ့တူပါဒါပဲဖယားနဲ့တူတဲ့ဖယားသားကိုအဖေနဲ့တူတဲ့သားဖယားအဖေတူသားပဲအဖေလို့ကျင်ဟိုဘက်အိမ်ကကလိုင်းနဲ့တူတဲ့သားမျိုးလို့ကျင်ဒီအိမ်မှာငါမွေးတာပဲဟိုဘက်အိမ်ကလူနဲ့တူတာတော့ငါစိတ်နေငါခလေးရဟိုဘက်အိမ်ကလူနဲ့တူနေရင်ပြောမလားပြောခင်ဗျားမွေးထားတဲ့သားဟိုဘက်အိမ်ကကလာနဲ့တူနေခင်ဗျားမလို့နေမလဲတရစိတ်မိပါဘလို့ငါလည်းသစ္စာရှိတာပဲငါလည်းပဲသိမလားဘာဖြစ်လို့ဟိုဘက်ကလူနဲ့တူလဲကတည်းကငါလည်းဟိုဘက်ကလူနဲ့ဟိုဘက်ကလူနဲ့ဒီမှာလာမလဲလို့သိရတာနဲ့ငါခဏမမင်းနဲ့ငါစိတ်နေတဲ့ပြဿနာကကိုယ်သားကတားလို့တားပဲဟိုဘက်ကကလာနဲ့တူနေတာဘယ်လိုလုပ်လဲပြောလားဖယားသားတော့ဖယားသားပဲကလာနဲ့တူတယ်ဖယားသားဖြစ်ဖယားသားတော့ဖယားသားဖယားနဲ့တူလားအေဂျီနဲ့တော့တူဒီဖယားသားမြင့်ချင်းနဲ့တူဒီဖယားသားခက်တော်တင်းနဲ့တူဟိုဖယားသားကဟိုတင်းဦးဆရာနဲ့တော့တူဖယားကဒါမျိုးဖယားသားလေမလို့ချင်ဘူးအဲ့ဒီဟာအားလုံးစာဒမနဲ့နိုင်တယ်အားလုံးစာဒမနဲ့နိုင်ကျွန်တော်ခိုင်းတဲ့နေရာတွေကိုစံလို့မင်းအဲ့လိုမျိုးတော့အပြင်းမှမသိပါနဲ့မှားလားလို့ငါသိမှားတော့မမှားဘူးခန်းခတ်တယ်ကျွန်တော်လည်းပြောလိုက်တော့ငါအပြင်းမှမသိတော့အပြင်းမှမသိဘူးတော့အထက်မှာရေးကြည့်တယ်ခါလည်းပြောတယ်စာဒမနဲ့ကဖျားသားကိုကြောက်တာ
အဖေတူသားကိုပဲကြောက်အဖေရလည်းသူနဲ့တူတဲ့သားပဲလို့ကျင်ဒါကြောင့်စံတော်လူတွေကပြောတယ်မင်းကဘယ်သိတော့လဲမင်းကိုကြည့်တာဘယ်သိတော့လဲမှမတူဘူးဟိုကလည်းတူတယ်လို့တကယ်ကြည့်တော့အဲ့ဒါလည်းမတူပြန်ငါမင်းကိုကြည့်တာနစ်ချင်းနဲ့တူလားဆိုတော့တူတယ်လို့ပြီးတော့တူလည်းမတူပြန်ဒါကြောင့်မင်းကဟာလေလုယာဟောတော့အေဂျီလာလို့ပြချကြိုက်ကြည့်တော့အေဂျီနဲ့လည်းမတူဘူးဒါကြောင့်မင်းပြောတော့ DCC ဆိုတော့ DCC နဲ့တူလားလို့ DCC တင်တော့လည်းတွားကြည့်တော့ DCC နဲ့မင်းနဲ့မတူဘူးခရစ်တော်တင်လာလို့တွားကြည့်တော့ခရစ်တော်ပြည့်တယ်လည်းမတူဘူးမင်းဘယ်လိုလဲစာတော့ဘယ်သူနဲ့မှတူဘူးလို့အဖာနဲ့တူဘူးဟုတ်လားမဟုတ်လားဒီနေ့ခမည်းဟာကျွန်တော်ဟာဘယ်သူနဲ့ပဲတူဘူးလို့ကောင်းကအဖာနဲ့လည်းတူဘူးအဲ့ဒီအဖေကသူနဲ့ပဲတူစေခြင်းတယ်သူနဲ့တူတဲ့သားဟာလောကကိုကြောက်စရာမလိုစာတောင်လည်းကြောက်စရာမလိုဇာတိကိုလည်းကြောက်စရာမလိုအားလုံးကဖယားအဖေနဲ့တူတဲ့သားကိုအားလုံးကကြောက်ပါတယ်အားလုံးကြောက်ဒါကြောင့်လောကကြီးကပေါ်လို့အတ္တပြောင်းလဲသွားတဲ့အခါမှာလောကကြီးကကြောက်တယ်။ဘာပြောလဲလိုက်ဆိုဤလောကကိုကောင်းလန်ပြီးလူတို့သည်ဤအရက်တိုင်အောင်ရောက်ကြ။လောကကြီးကကြောက်တာ။လောကကြီးကအဖေတူသားကိုကြောက်လား။ကြောက်တယ်။အဖေတူသားရဲ့လက်ထဲမှာပဲအတော်တည်းအခွင့်အာဏာရှိ။အခွင့်အာဏာအဖေတူသားလက်ထဲမှာပဲအဖေရပြီးတယ်ဒါကြောင့်ကျွန်တော်ဟာဘယ်တစ်လို့လည်းမတူဘူးဘယ်ဆရာနဲ့မှလည်းတူဘူးဘယ်ကျမ်းစာကျောင်းနဲ့မှလည်းတူဘူးကောင်းတဲ့အဖနဲ့လည်းတူဘူးဟုတ်လားမဟုတ်လားတင်ဒီကောင်းတဲ့အဖနဲ့တူရင်တင်ခုနဆိုတဲ့တစ်ချင်းအောင်ဖြစ်ပါရှခုငါအောင်ပြီဖြစ်တယ်စာရဏီရှုံးရထွက်ပြဖြစ်တယ်ဟုတ်တယ်မဟုတ်လားဟုတ်ပါတယ်ဒါပဲအားလုံးဖြစ်တယ်ဘယ်သူနဲ့တူမှာကောင်းကင်အဖနဲ့တူမှာအဲ့ဒါကြောင့်ဒီမှာရှိတဲ့လူကောင်းကင်အဖနဲ့တူဖို့အဖအလိုတော်ရှိတယ်အကျဉ်းစီရှိတယ်ကဲကောင်းကင်အဖနဲ့တူဖို့ကြတော့ဘယ်သူကလုပ်ပေးမှတူရှိကဲပြောတူအောင်ဘုရားကိုလုပ်လို့ရမရဘူးတူအောင်လုပ်ပေးတဲ့လူလို့လေဟုတ်လားမဟုတ်လားတယောက်ယောက်ကလုပ်ပေးမှရကိုယ့်ကိုတူအောင်လုပ်လို့မရလိုက်လို့ရင်အတုပဲဖြစ်အစစ်မဖြစ်အဲ့တော့ကိုကတူဖို့တူချင်းလားတူချင်းလားကောင်းပြီအဖားနဲ့တူချင်းလားတူချင်းနဲ့စန္ဒရှိဖို့လို့စန္ဒရှိရအဲ့တော့ရှင်ဘောလူကိုယ်တိုင်ရောစန္ဒရှိလားရှိပါတယ်ရှိလားရှိပါတူချင်းနဲ့ငါတက်တာမဟုတ်ဘူးငါစိတ်ညစ်တယ်ဘာဖြစ်လို့ငါဒီလိုဖြစ်တာလဲငါဘာဖြစ်လို့ငါစာပြီးနဲ့ငါအသက်ရှင်နေရတာလဲငါဘာဖြစ်လို့ကောင်းဝင်အဖားနဲ့မတူတာလဲငါထဲမှာငါစာပြီးကငါ့ကိုဘာလို့နိုင်ရတာလဲငါဘာဖြစ်လို့ဇာတိကိုမကြော်နိုင်တာလဲငါဘာဖြစ်လို့ငါမသေးတာလဲငါဘာဖြစ်လို့ဒီဘာမဟုတ်တဲ့ကိစ္စတွေမှာငါစိတ်နှလုံးကပြစ်မှားနေတာလဲဘာဖြစ်လို့ငါဒီလောကတရားနောက်မှာငါရှုံးနေတာလဲလူတွေဘယ်သူမှမသိဘူးငါကိုငါသိတယ်ငါလောကကိုမနိုင်ဘူးလူတွေကငါထင်ကြီးနေတာတကယ်တော့ငါလောကကိုရှုံးနေတယ်မနိုင်ဘူးပေါ်လို့သူကိုသူသိလားသိတယ်သူကိုသူသိလားသိတယ်သူကိုသူသိတော့အဲ့အတိုင်းမှာပြောသလားစိတ်ညစ်လားစိတ်ညစ်တာဟာရှုံးနေလို့လားနိုင်လို့လားရှုံးနေလို့သူကိုလူတွေကထိုးနှက်သလားမထိုးနှက်ပါဘူးဒါပေမဲ့သူကိုသူသိလားသိတယ်ဘာလို့စိတ်ညစ်လဲတူချင်လို့လားမတူချင်လို့လားတူချင်လို့ကောင်းတဲ့အဖားနဲ့မတူချင်လို့စိတ်ညစ်တာလားတူချင်လို့စိတ်ညစ်တာတူချင်လို့စိတ်ညစ်တာတူချင်တယ်ကောင်းတဲ့အဖားနဲ့တူချင်တယ်တူလဲတူလားမတူတာကိုသိလားသိတယ်ကိုကြိတ်မိပြီတူပြီယေရှုနာမနဲ့တူပြီညစ်မထုတ်ဘူးအခုလူတွေကတူလဲတူပဲညစ်ထုတ်နေတာယေရှုနာမနဲ့အောင်မြင်တော့သူဖြစ်တယ်အလကားညစ်ထုတ်နေတာတူလဲတူအောင်လဲမအောင်ပဲအောင်ပြီးတော့ရုပ်အောင်မအောင်တာမအောင်လဲအောင်ပြီးတော့ပြောဖြစ်လိုက်တယ်ပြောတယ်ယေရှုနာမနဲ့အောင်ပြီယေရှုနာမနဲ့အောင်ပြီဆယ်နှစ်ရှိပြီခုတည်းမအောင်ပြောပြီးရုပ်နဲ့ပြောတယ်ဖြစ်တာမဖြစ်ပါဘူးလောင်ညာနဲ့
ညာဒီကိုဆရာတွေကစနစ်တကျကြားပိုက်နေသင်ပေးတယောက်ပြီးတယောက်စော့ပန်ကိုင်ဖြစ်မှမဖြစ်တာသင်တဲ့လူလည်းမဖြစ်ပါဘူးနားထောင်တဲ့လူလည်းမဖြစ်ပါဘူးတယောက်နဲ့တယောက်ညာပြီးအားပေးပြီးတော့မှခဏနေပကံပြားမှာဖြစ်တာစာပြီးဖြစ်သွားကြတူလည်းမတူဖြစ်လည်းမဖြစ်ပါဘူးဟုတ်လားမဟုတ်လားဟုတ်ပါအေးအဲ့တော့ပေါလုကမတူတာကိုဖြစ်ဖြစ်ပြီးတူတယ်လို့ပြောသလားမတူဘူးလို့ပြောတာမတူဘူးတူချင်လားတူချင်တယ်ပေါလုကတူချင်တာကောင်းနေဖားနေတူချင်တဲ့အတွက်မတူနိုင်တဲ့အတွက်စိတ်ညစ်လားစိတ်ညစ်တယ်ဖျားခင်ဘယ်လိုလုပ်ရမလဲစိတ်ညစ်တယ်အဲ့ဒါကိုလိုက်စုစိတ်မတန်ကြီးတွားသောသူတို့သည်မင်္ဂလာရှိကြ၏အဲ့ဒါကမင်္ဂလာရှိတဲ့ကြီးတွားခြင်းမှတ်ထားရှင်မဿဲခရစ်ဝင်ကြီးအိုက်ကြပိုက်မဿဲမှာပါတယ်မဿဲ9ရှင်မဿဲခရစ်ဝင်ခန်းကြီး9အပိုင်ငယ်လေးမဿဲ9လေးဖတ်စိတ်မသာပြီးတော့ဟုတ်ပြီစိတ်မသာညီးတွားသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်တတ်တာခြင်းသို့ရောက်ရကြတယ်စိတ်မသာညီးတွား၏မရှိလေမင်္ဂလာရှိတယ်စိတ်မသာညီးတွား၏မင်္ဂလာရှိတယ်ဆိုစိတ်ဆင်းရဲမင်္ဂလာရှိတယ်ပြောတာမဟုတ်ဘူးကိုမားလို့ကိုစိတ်ညစ်နေတာကိုမင်္ဂလာရှိတယ်ပြောတာမဟုတ်ဘူးဖယားသခင်ဖြစ်စေခြင်းနဲ့အတိုင်းမဖြစ်ဘူးအဲ့မဖြစ်တာကိုဖြစ်ချင်လို့စိတ်ညစ်တယ်ကြည့်နော်ကိုမဟုတ်တာလုပ်ပြီးစိတ်ညစ်တာကိုပြောတဲ့ကြမ်းပိုက်မဟုတ်ဘူးဒီကြမ်းပိုက်ကကိုမဟုတ်တာတွေလုပ်တော့အပြင်မှာရှက်ပြီးပွဲတော့ပြန်လာတော့စိတ်ညစ်ကြတာဖွင့်ပတ်တော့စိတ်ညစ်တဲ့သူမင်္ဂလာရှိတယ်ဆိုတော့ကျေးဇူးတော်ပဲဒီနေ့ကတော့မင်္ဂလာအဲ့လိုဆိုလို့ကြမ်းပိုက်မဟုတ်ဘူးကိုမဟုတ်တာလုပ်ပြီးဖြစ်တဲ့စိတ်ညစ်ခြင်းကိုပြောတာမဟုတ်ဘူးဒီမှာပြောနေတဲ့ကြမ်းပိုက်ရဲ့အလေးပြန်ဖယားသခင်ဖြစ်စေခြင်းနဲ့အတိုင်းကိုဘဝမှာဖြစ်လားမဖြစ်ဘူးမဖြစ်တာကိုပျော်လားဖြစ်ချင်လားဖြစ်ချင်တဲ့အတွက်စိတ်ညစ်လားအဲ့ဒီလိုစိတ်ညစ်တာဟာမင်္ဂလာရှိတယ်လို့ပြောတာငါပြောင်းလဲခြင်းနဲ့ငါတက်တာပြောင်းလဲခြင်းနဲ့ငါအဖေနဲ့ငါတူခြင်းနဲ့ဘာဖြစ်လို့မတူတာတော့ငါကောင်းရဲ့အဖားနဲ့တူခြင်းနဲ့ငါယေရှုနဲ့တရံတူခြင်းနဲ့ငါဘာလို့မတူတာတော့သူအောင်လည်းလုံးလို့လည်းမရပါလားလူတွေအားလုံးကကိုယ်လက်ခံလားဖြည့်ဒီအတိုင်းလက်ခံလားလူတွေဟာပေါ်လို့ဒီအတိုင်းအသက်တာမပြောင်းလဲရင်လက်ခံလားလက်ခံတယ်လူတွေလက်ခံလို့လက်မခံလို့စိတ်ညစ်တာမဟုတ်သူကအဖတ်တဲ့သူကြီးလို့စိတ်ညစ်နေတာဒီနေ့လူတွေကသူများကိုလက်ခံရင်ပြောတယ်လက်မခံရင်စိတ်ညစ်တယ်ပေါ်လူအားလုံးပြောဖို့ဘူးလက်ခံလို့လည်းမပြောဘူးလက်မခံလို့လည်းစိတ်ညစ်ဘူးသူစိတ်ညစ်နေတာကောက်ပြီးအဖနဲ့တူချင်လို့မတူနိုင်လို့စိတ်ညစ်နေတာအဲ့ဒါဟာမင်္ဂလာရှိတယ်ဒါဆိုဒီနေ့ကျွန်တော်တို့လည်းဖယားသခင်လိုချင်တဲ့ပါဒကောင်းပြီးအဖဟာသူနဲ့တူစေခြင်းနဲ့ငါမတူနိုင်ပါလားဆိုတာကိုတူချင်မှစိတ်ညစ်တာမတူချင်စိတ်ညစ်ပါဘူးဒါတော့ဘယ်လိုဆိုတော့ဒီအနေထားနဲ့လို့စိတ်ညစ်မလားညစ်ဘူးဟိုဖယားသခင်ထားတဲ့ပန်းတိုင်အထိကိုစဉ်းစားလိုက်ရင်မရောက်နိုင်ရင်စိတ်ညစ်တယ်ကိုလည်းအဲ့ပန်းတိုင်တိုင်းကိုလည်းယုံကြည်ချက်ထားရင်မရောက်နိုင်ရင်စိတ်ညစ်တာပေါ့ဟုတ်လားမဟုတ်လားအဲ့ဒါပဲလုံးဝစာမီဘက်မဖြစ်နိုင်တဲ့လူတယောက်ကအောက်သွားတဲ့အခါမှာရိုးရိုးအောင်တဲ့ကပြောလားလုံးဝမဖြစ်နိုင်တဲ့လူအောင်မယ်ဆိုတဲ့စိတ်ရင်းနဲ့မှာတပိသားစုလုံးကတွက်ပြီးမပါဘူးဒီမှာဒါပေမဲ့အောက်သွားတော့ပြောလားဟာပြောကောင်းတယ်စိုက်ပါပိုက်ပြီးတော့ပြောတဲ့အဲ့လုံးတစ်မျိုးလုံးစိုက်ပိုက်ပြီးတော့ပြောတာကတ်စတဲ့စောင်းပေါက်ပြီးဖွင့်တယ်ဟိုတယောက်ကဂုံတူး6ဘာသာမှန်းထားတာဂုံတူး6ဘာသာနဲ့ဆရာဝန်လိုက်မှန်းထားတာဂုံတူး4ဘာသာထွက်တာတန်နေကုန်မို့လေဒီဘက်ကရိုးရိုးအောင်တဲ့လူကပြောသလားမမြင်တမျိုးလုံးပြောတယ်စောင်းပေါက်ပြီးဖွင့်ပြီးတော့ကိုတခါတဲ့
ဟုတ်လားခေါက်ဆွဲကိုလှုပ်ရှားပြီးပြောနေတာပုံမှန်၄ပါးကဂုံတူဟာငိုတယ်အမေလဲငိုဖေလဲငိုတမီလဲငိုအဲ့နေရတော့တို့အတုပါယူကြတာပဲဒီမှာ၄ပါးသာငိုပြီးတော့ဘယ်နဲ့ရိုးရိုးအောင်နဲ့သူကပြောနေတာတော့ဟိုကကြမယ်လို့တွက်ထားတယ်ဒီဟာကဘယ်လောက်မှန်းထားတာ6ပါးသာမှန်းထားတော့4ပါးသာထွက်တော့မိုးရာတော့ဒီနေ့ခမည်းရိုးရိုးအောင်နဲ့ပြောနေခမည်းရွေချက်ကအဲ့ဒါဖယားဟာကျွန်တော်တို့ကိုပတ်တိုင်ထားတာဟာစားမယ်တောက်မယ်အိမ်မယ်နေမယ်ထိုင်မယ်မော်တော်ကားနဲ့သွားမယ်လာမယ်ကိတန်းလုံးမယ်အလူငွေထည့်မယ်ဒီလောက်လာယေရှုနဲ့တရံတူလို့ယေရှုနဲ့အဲ့လောက်ဒီပတ်တိုင်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ရိုးရိုးအောင်အစင်ကိုဘုရားကကျင့်နေမလားကျင့်နေပါမကျင့်နေဘူးခမရတာခေါက်ဆွဲကျွေးပြီးတဲတော့ချီးမွမ်းနေတာကောင်းတယ်အဖကျင့်နေတယ်မကျင့်နေကောင်းတယ်အဖကျင့်နေဘူးခမရကိုကြည့်ကြည့်ပြီးတော့မပြောဘူးဘသူပန်းတိုင်ကခမရတလောက်ပဲမဟုတ်ဘူးလေလောကကိုလည်းအောင်စာတန်ကိုလည်းအောင်ဇာတိကိုလည်းအောင်ခမရတားရရှိတဲ့တရံတူကောင်းတဲ့အဖသူနဲ့တူတဲ့သားကြည့်အဲ့တော့ပန်းတိုင်ထားတော့ကိုလည်းအဲ့ဒီပန်းတိုင်ကိုများကိုကလည်းဒါငါရဲ့ပန်းတိုင်လို့များယုံနေရင်ခင်ဗျားဒီနေ့ပြောနိုင်မှာကဲပြောနိုင်ကောင်းကင်အဖထားတဲ့ပန်းတိုင်ကိုစံတိုးကဒါငါပန်းတိုင်လို့ကြိုင်ထားရင်ဒီနေ့ဥစ္စာကိုပြောနိုင်မှာပြောနိုင်ဘူးဖြစ်ကိုဖြစ်ရတယ်လားအဲ့ဒါကြာရင်မပြောနိုင်အဲ့ဒါရော့ပြီးဖြစ်နေမပြောနိုင်ပန်းတိုင်ကလောက်ထားတယ်ဟုတ်လားအေးအဲ့ဒါဆိုတကယ်ပဲကျွန်တော်တို့ကအဲ့ဒီပန်းနိုင်ရှိတယ်ဆိုအဲ့ဒါမရောက်နိုင်တဲ့အတွက်ကြောင့်စိတ်မသာညီးတွားတာအဲ့ဒါကိုပြောတာယေရှုကစိတ်မသာညီးတွားတော့သူတို့ဒီအဲ့ဒါကိုပြောတာအဲ့ဒါကိုစိတ်ညစ်ရစိတ်ညစ်တယ်ဆိုတော့တင်ပေးလို့မပြရဒါဆိုရင်ငါတို့စိတ်ညစ်မယ်တော့ဒီနေ့ကနေစပြီးမနေ့6နိုင်ရည်8နိုင်ဒီငါတို့စိတ်ညစ်ကြတယ်ကျားကြီးကျွန်တော်စတဲ့စိတ်နဲ့တော့ကျွန်တော်ဖြစ်ချင်တယ်အဲ့ဒါကျွန်တော်လည်းမဖြစ်နိုင်စိတ်နဲ့မင်းတို့ရှိတယ်ပြောကျွန်တော်စိတ်နဲ့တော့စိတ်ဖြတ်ဖြစ်စိတ်နဲ့အဲ့ဒါအစလာအဲ့ဒါရုပ်ရှင်ရိုင်းတကယ်လည်းမညစ်တယ်စိတ်ညစ်တယ်ဆိုပင်ပလို့ပါမရတာတွေးထဲမှာဖြစ်တာနှလုံးထဲမှာဖြစ်တာစိတ်ညစ်တယ်ဆိုဟုတ်လားအဲ့ဒါအစစ်တကယ်စိတ်မြင့်အဲ့ဒီလူကမင်္ဂလာရှိတယ်။ဖယားအဲ့ဒီလူကိုကြားစားပြတယ်။ထိုသူတို့ဒီတတ်တာခြင်းတို့တတ်တာခြင်းဆိုတာဖယားကသူဖြစ်ချင်တာကိုဖြစ်အောင်ဖယားကလုပ်ပေးလိုက်တယ်လို့ပြောတာ။အဲ့လိုလူကိုလုပ်ပေးမှာလူတိုင်းမလုပ်ပေးဘူးလူတိုင်းကိုမလုပ်ပေးဘူးဖယားကလူတိုင်းမရဘူးတကယ်ဖြစ်ချင်နေမဖြစ်နိုင်ပါလားမဖြစ်နိုင်ပါလားဖြစ်ချင်လိုက်တာတကယ်တော့ကရောက်ဖယားကြီးအော်သူငါနဲ့တော်တူချင်တာပဲအဖေလူနဲ့တာငါဖြစ်စီချင်သူလည်းတကယ်ဖြစ်ချင်ပါလားအဲ့ဒါဖယားလုပ်ပြီးလားဖယားကအဲ့ဒါလူကဘာဖြစ်သွားလဲတတ်တာသွားလဲဆိုတာဒီတိုင်းတတ်တာကိုတကယ်ဖြစ်သွားအဲ့ဒါကိုပြောတာဟုတ်လားတချို့ကရုပ်ရှင်လိုက်တကယ်လည်း1 minute ပဲနဲ့တင်းခွာမှုတကယ်လည်းမဟုတ်ဘူးအဲ့တော့ဘေးကကျွန်တော်တော်ခံစားနေအလကားခွာတော့ခံစားတော့ကြည့်ဘေးကတော့ခံစားတော့ပြီးတော့ဟိုကဘာလဲမဟုတ်ဘူးတော့ခံစားပြီးဖြစ်တဲ့ဟာကရုပ်ရှင်ပြောတယ်ရုပ်ရှင်ကကြော်ဟင်းဟာကမှာတွားရအတုပချတင်းရင်ကုန်မှာတည်သွားတဲ့ပုံမျိုးပြောင်းနဲ့ပတ်သက်ကဲဟာကလူတွေသိတဲ့အတိုင်းရန်ကုန်မှာတော့တောင်မင်းသားလည်းတော့မကြည့်ဘူးတောမှာကျတော့ကြည့်တယ်အားလုံးမဟုတ်လားရုပ်ရှင်ကလာလို့ဝိုင်းကြည့်တော့ကြည့်ကဲအတုပချမယ်လိုက်ချင်လိုက်ခဲ့ကြဘာမလဲဟာကဘုံဘွားလိုက်တော့ကိုယ်ထော်လာကြီးပေါ်တက်လိုက်တာဒီအလူကချတဲ့ဇာတ်ကမှာပါသွားတာထော်လာကြီးလိုက်သွားတာတင်းရင်ကုန်ရောက်တော့မှရုပ်ရှင်တင်တာငိုတာပေါ့ဒီပုံယူနော်လူတယောက်ကြိုးထားတာအောက်စာကိုကိုင်ပြီးငိုတာအဖေရဲ့ yes လိုက်တာ
Mura Chichi, like Mura. For Minda Mura, Mura or Mura. What Minda Pasaya Mura? You see the Pasaya, two Mura Chichi at the cave, two a pit the cave, look Hanzara. We are like more. You see them a power through. Mure Minda Mudrua Pomo, Minda Utanabi Mura. Mura Joseph, Pidaya, Minda, Pivis of Museum Robe, Mina Tawa, Idra, Atula, Nara, P. After he might have appeared to get the room, maybe a Banya, Jija, or Morea, why a baby moreover. For my Gina, Moro Sam with water. No, Sam with water. So the children are hands on that. Hands on that, the jump like after that, the young is like, I will go about. I sit again, when not like cheap, where it is. The Baba, so the game that you should do Goya. Sandashiama, Sandashi, Manila, Vanilla, Chichen out of sea, when how the man, say a little cheap way. I don't be out with you. I don't put at that dive, Paya winning of Mamaza in Tulabla. Now you know that Tumala, Matu, okay, I go winning or have the low Maza cut the late job. Maza D. Maluluria, I don't do like and the lanes or I will hook your me. No? Get it 2 la 9 Milanji. Be your tickle, look up. Hallelujah. Be your tickle, Copito Gole, Alumia in Chile. Alumia in Chile. Cô Phobia cháu mà đi ngã rốt tình nhà của lưu yuệ chú xia xích nhà đi kiến sinh xích xích mà nhà kỳ đi tí xóa đi nhà đi được cao trong ngay trên đi nhà đi được cao tí sử dụng đi cho nó cái việc cô biết đâu Phobia tao mà ngã rốt cái nhà của lưu yuệ chú xia xích nhà đi kiến sinh xích nhà thầy áo cái gì Tissa the yarn in the go, chow much in the yarn in the go, years of law. That's what chance out there. A people Balua. A people Phobia Tauman. Phobia Tauman. How long will that? Take a red coat, people go Balumle. Phobia Tauman. Chance out there. Last week, called the Phobia Tauman, look, you're a teacher by car. They may not in the Chima beat them. Yosa, Lichi. Mama, my Tauman, they are blue, so they are quite. Malaysia, they are the Chua. Chano Chomure, you go in it. Liza Chomure, Turu Yaude, Manapit in a summer, Dinis and do Yaude. Các anh em đến từ đoạn gì nhau để mà đến đến sáng sáng qua đi nơi nhau để yêu bia mình chặt mình chỉ nam bia lại ra mà nhà ấy từ đó mà đến đến sáng đi nơi sáng đôi nhau ai đến đây sáng lúc này nào nên đây là đến bia đó mà mà tiền gì chứ tao mà xem đồ cũ sẽ là ông sáng năm yêu gì từ đó tiền đi thành hậu so anh đi đến nhà mua mà lên nhà ấy Segola mà giàu nè ông nằm Korean nhà tôi là đâu nè cô Korea ông nằm bằng chậm mà chết đi ông nằm gì chán là đau xì ông tí đau mà bu anh thà ra được tụi nhá đi lôi lên lại cả nè ba gọi sao đi chơi bay về ở đây rồi nào rồi sau đó đi mình đã bay mà đi thế à biết cô Phobia tao này ra này rồi chán là cho là
ပြောတယ်ဒါဆိုရင်တောင်းပန်မလားတောင်းပန်ပါဘောတောင်းပန်ပါဘောတကယ်တက်တာကိုပြစ်ကိုတောင်းပန်လိုက်ဖခင်ကကိုပြစ်ကိုဘာလုပ်မလဲလုပ်မယ်ဒါဆိုရင်တောင်းပန်လို့လွတ်တာလားလွတ်ပြီးသားလားတကယ်တော့လွတ်ပြီးသားပါလွတ်ပြီးသားမှသိရင်မတောင်းပန်ငါတောင်းပန်တောင်းပန်နေဆိုတာတောင်းပန်ရမယ်ဆိုတာသိလို့တောင်းပန်တာလားကိုယ့်ရဲ့အော်တပတ်စိတ်ကိုကတောင်းပန်ခြင်းကြပြောအော်တပတ်စိတ်ကိုတောင်းပန်ခြင်းဒီအထွတ်မှာတဘောကသူ့ချောက်ကိုကျွန်တော်တက်နေပြီဆိုပါစို့ဒါပေမဲ့သူကကျွန်တော်ချောက်ကိုတက်နေပြီလေဆိုပါစို့ဒီအထွတ်မှာလည်းငါပေါက်ကျဲလို့တက်နေပြီသူကဘာတောင်းပန်စရာလို့လဲသူပြင်ငါပြအားလို့ရှိလို့ပြီးပြီလေဆရာဆန်တို့ကသူငါအပြစ်မနဲ့သူခံပေါ့ဒီလိုသွားမလား sorry လို့ပြောမလား sorry ဟာတောင်းပန်ရမယ်ဆိုတဲ့အတိတ်တစ်ခုကြောင့်တောင်းပန်တာလားသူတွေးရဲပါကွာတောင်းပန်ခြင်းစိတ်ရှိတာကဲပြောဒီစိတ်တဘောတရားနဲ့တောင်းပန်တာလားတကယ်တောင်းပန်တာတကယ်တက်နေပြီလားဟာ sorry နော်မတော်လို့ဟုတ်လားမဟုတ်လားလူမှန်ရင်လူမှာရှိရမယ်စိတ်နှလုံးမျိုးတောင်းပန်တယ်ဆိုတာရှိနေတာဖယားသားဆိုပြောနေတယ်အဲ့တက်တော့ပို့ပြီးအတိစိတ်နဲ့ရှိနေဟုတ်လားဟုတ်လားဒါဆိုထပ်ပြောမယ်ကျမ်းစာကတောင်းပန်ရမယ်ပြောလို့တောင်းပန်တာကကျွန်တော်တို့ကတောင်းဖို့တောင်းပန်ပါလားတောင်းဖို့တောင်းပန်ဘာလို့လဲဆိုတော့လူဆိုတာတယောက်နဲ့တယောက်မားပြီးတောင်းပန်တယ်ဒါသင်ပေးစရာတော့မလိုပါဘူးသင်ပေးစရာတော့မလိုဘူးဟုတ်လားမဟုတ်လားဒါ understood စကြမ်းစာကတောင်းပန်ပါတဲ့တောင်းပန်ရင်အဲ့မှာအကျိုးအများကြီးလေးရတယ်တစ်ခုနှစ်ခုပြောကိုပြည့်တို့ကိုခေါ်ပြတောင်းပန်တယ်ငါတို့ပြည့်များကိုလွတ်၍ဒုတိယတစ်ချက်ဒုစရိုက်ရှိသမျှနဲ့သိစင်စီခြင်းကကဲအဲ့ဒီချက်တကယ်နောက်တာနဲ့ကိုပြည့်ကိုတောင်းပန်လိုက်အဲ့ဒီလူဟာနောက်တစ်ချိန်အဲ့ဒီအပြစ်တွေကိုပြန်မရောက်ပါဘုရားအားစားတယ်တကယ်စစ်မှန်တဲ့နောက်တာနဲ့ခင်ဗျာတောင်းလိုက်ကဲလူဆိုတာစလိတ်ဖြတ်ဖို့လွယ်လားလုံးဝမလွယ်လူဆိုတာအရက်ဖြတ်ဖို့လွယ်လားလူဆိုတာသူများအတင်းမပြောနဲ့အတင်းပြောတဲ့ပါဇက်ကိုပိတ်လွယ်လားမလွယ်ဘူးနော်မကောင်းကြောင်နားမထောင်နဲ့ဒီနားကလွယ်လားမလွယ်ဘူးမကောင်းတာမကြည့်နဲ့သိတယ်လွယ်လားမလွယ်ဘူးလုံးမိလားလုံးမိတယ်လူစရာအဲ့တော့တကယ်လုံးမိရင်တကယ်ဖျောက်တောင်းတယ်ဖျောက်တကယ်ကျွန်တော်မှာပါပြီကျွန်တော်တောင်းတယ်လို့လွတ်တာလားချစ်လို့လွတ်ပြီးတာချစ်လို့လွတ်ပြီးတာဒါပေမဲ့တောင်းပန်ရတာတောင်းပန်တဲ့အခါမှာဖျောက်ကဘာလို့လိုက်စုံတော့ဒုစရိုက်ရှိသမျှနဲ့ကင်းစင်စေခြင်းအဲ့ဒီကနောက်တစ်ချိန်အဲ့ဒီဒုစရိုက်ကိုတင်ပြန်မလုပ်ပြအောင်ဘုရားကတိတ်နဲ့စိတ်နှလုံးပြင်နေတာစစ်မှန်တဲ့နောင်တာနဲ့တောင်းမှနောက်တစ်ချိန်အဲ့ဒီအပြစ်ပြန်မလုပ်ပြအောင်ဘုရားခွာပြီးတယ်တငယ်ချင်းတယောက်ရှိပတ်စံတိတ်တော့ပြဆွတ်ချမ်းတာဘာမှမတိတ်တော့ပြဆွတ်ချမ်းတာဒါတော့အချင်းခုရှိခိုးတယ်ခိုးရမအိပ်ပတ်စံတိတ်ပေါ့ရဆွတ်ချမ်းတာဒါပေမဲ့သူမခိုးရဘူးချင်းအဲ့ဒါဘယ်လိုပဲတော့နည်းနည်းပါပါခိုးတာမဒီဝလာရေဘူးတူလောက်ပြည့်မှာပါလေအဲ့ဒါတော့သူသိတယ်တမင်ကမှားတာသူများဘာပြောပါဒီလောက်တထေးချမ်းသာဒါပေမဲ့မှားသွားမှချင်းကျွန်တော်အဲ့ဒီအကြောင်းသိတဲ့အခါမှာအဲ့ဒီမင်းငါရောနေတဲ့ကြခဏလာတယ်လာခဲ့မယ်ဘယ်သူမှခေါ်မလာနဲ့ခေါ်လာဘူးနေတဲ့ကြသူစပါအဲ့တဲ့တော့ဘောတော့ကနေလိုက်ဖို့ပြီးပြန်ခိုင်းလိုက်တယ်တဲ့တော့သူကမှမကြိုက်ခေါ်လာနဲ့သူ့အိမ်ကိုရောက်သူပါပြောမင်းပြောတာဟုတ်တယ်အပြစ်ကလေမကောင်းမှန်းသိတယ်ဒါပေမဲ့ငါမကြော်နိုင်ဘူးဘာအပြစ်လဲတစ်လေးနဲ့တစ်လေးများကောအမင်းကကြော်လိုက်ပေါ့ကြော်လို့မရဘူးလေတစ်လေးကမင်းပြောတော့ကနားထောင်ပြီးတော့ငါပြန်လာတာမင်းကိုထိန်လာရဲလို့ပြောပြီးပါပြန်လာ
လမ်းမှာတဲ့ကဘီလက်ပြေတို့ထုံးတို့တန်တို့တွတ်တို့ရောင်းနေဆိုင်ဝင်တယ်သူအိမ်6ထပ်တိုက်ဆောက်အဲ့အိမ်တဲ့ပစ္စည်းတွေဝင်ဝယ်ပြီးမှအားလုံးပေါက်ချတွေဖွင့်ပြီးပတ်ဆက်ရှင်းပြီးတော့ပြန်ထွက်မှာလေးလက်မတန်6ချောင်းနိုင်လာဒီမှာတဲ့ဇပွဲပေါ်မှာတင်ထားတယ်ဒီမှာကြည့်တာငါနိုင်တာလေးလက်မတန်6ချောင်းငါဘလို့လောက်လဲတဲ့ချမ်းသာတယ်တော့သိကောင်းများစွာဒါပေမဲ့အဲ့ဒီအပြစ်ကကြော်မကြော်နိုင်လွယ်လွယ်လေးပဲကွာဒီလေးလက်မတန်6ချောင်းဘာတမ်းမလဲဘာတမ်းမှာမဟုတ်ဘူးမတမ်းမဲ့သူအဲ့ဒီအကျင့်ရပါဘလို့လောက်ပါကျွန်တော်ပြောတယ်စစ်မှန်တဲ့နောင်တနဲ့ဗါလဲစစ်မှန်တဲ့နောင်တနဲ့ဘုရားသခင်စီကိုဝင်ရှင်းတယ်စစ်မှန်တဲ့နောင်တနဲ့ဘုရားသခင်ကိုနေလိုက်ခမရအပြည့်အသေးလေးလေးဒါဘာလို့ပြောလဲကြော်နိုင်လို့အကြီးမလို့မဟုတ်နော်တိတိတော့တော့မကြော်နိုင်တာရှိလားရှိလားကျိုးကနည်းနည်းမှအပြောမခံနည်းနည်းစကားတော့မှအကျော်မခံလက်မပါဘူးစကားပဲနည်းနည်းကျော်တော့ခံတကယ်တည်းတယောက်ရှိသူကစကားလုံးမမှန်းလာပါဆိုအဲ့လိုပေါ်လိုက်တာကိုကျွန်တော်တကယ်ပြန်လက်မခံမင်းလာပါလို့ပြောလာပါဆိုမပြောနဲ့ဘာဖြစ်လဲဆိုတော့လာပါဆိုတဲ့အဓိပ္ပာယ်နဲ့လာပါနဲ့လာပါလို့ပြောမလာဘူးလာမလာဘူးလာပါမလာဘူးနှစ်ခါသုံးခါခေါ်လို့မလာဘူးဆိုရင်နောက်တစ်ခေါက်ကျမှဆိုထဲရလာပါဆိုတဲ့အဓိပ္ပာယ်ကခေါ်ပြီးမလာလို့နောက်နှစ်ချိန်သုံးချိန်နောက်ပိုင်းမှဆိုထဲရအခုပထမဆုံးပဲစခေါ်တယ်လာပါဆိုတော့ဘယ်တော့မင်းကောခေါ်ဘူးသေးလို့အခုလာပါဆိုပြီးတော့ဘောပါလားစုံထဲရအဲ့တော့အဲ့တော့ကြည့်တာတော့အဲ့စကလုံးတစ်လုံးအောင်ကြိုးတာလို့ကြားမကြားဘူးလားပြောကြားဘူးလားမကြားဘူးလားဆိုဘယ်တော့မြင်ငါ့ကိုပြောတာဘူးလားမကြားဘူးလားပြောလေပြောကနောက်ဆုံးမကြားမှာကြားဘူးလားဆိုစကလုံးအောင်ကြိုးတာဒါဘာဖြစ်လဲကြိုးစီတော့အသားနာတဲ့လိမ့်စာဘာအရေးလဲမကြည့်ဒါမရဘူးလုံးဝမရလာမကြိုးနဲ့စကလုံးအောင်ကြိုးလို့မရရှိလားယောဂီတို့မရှိလားအကြီးကျယ်တော့မဟုတ်ဘူးတိတိတော့တော့ပဲဒါပေမဲ့သူ့ထဲမှာအချက်ညအိတ်မပြောတော့ဆိုတာခဏတော့မကြော်နိုင်တဲ့လူစိတ်ရှိလားရှိတယ်ကျွန်တော်နဲ့အိတ်တဲ့တကယ်တယောက်ရှိကျွန်တော်အရှင်ပြောတာကျွန်တော်မင်းစံတို့မင်းတကယ်ချင်းပြောတာဟာလေလုယာခဏကမော်နဲ့ဒီမှာပြောရမယ်ဟာလေလုယာတော့ခဏအောင်ငါညကြရင်ဆောင်းမပြီးတော့ပြန်သိမ့်မယ်တော့ချမ်းနေချိန်လေဒီလောက်ချမ်းနေချိန်မှာကိုကလည်းလွန်နေဝင်လာတဲ့ဟာလေလုယာခဏနေဟာလေလုသမီးစားတဲ့နေရာဟာလေလုယာစကားပြောတဲ့နေရာဟာလေလုယာအေးရထားဟာလေလုယာမိုးချုပ်ဟာလေလုယာအပြည့်ထွက်ဟာလေလုယာစပိန်တောက်ထောက်ဟာလေလုယာအချိန်လုံးဟာလေလုယာဆိုကျွန်တော်အိမ်ရှင်ရတယ်မကြက်စံတော့ပြောတာဒီတကယ်ဟာလေလုယာရောမခံစားနိုင်ဘူးဆိုတာရှိလားဒါကောင်းတဲ့ဟာတော့ကောင်းတဲ့အပိုင်းကိုပြောတာကောင်းတဲ့အပိုင်းဟာလေလုယာတဲ့ချင်းဝမ်းတာပဲနော်တချို့ကဒူးစရိုက်နဲ့ပတ်သက်မခံစားနိုင်အဖြစ်ကိုမချိုးနိုင်ဘူးကြော်နိုင်ရှိလားဒီနေ့တော့ပဲကြော်နိုင်ဘူးနော်ပကံတော့ဟင်းလိုက်တာတော့ဒီကအမြဲသူ့ပကံနဲ့ရင်နိုင်သူများကိုမဆောက်ဘူးဒါဘာမို့တစ်ချက်လိုက်ရတော့ငါမကြိုက်တဲ့လူရှိတယ်မင်းပြည့်စည်လိုက်ပါငါပကံသိမ်းလိုက်အဲ့ဒါကိုဘောကကျွန်တော်လည်းနေနေတယ်သူဒီပြည့်စည်တဲ့အရှမ်းဘောကဆန်တော့ပြည့်စည်စားကြည့်ငါဒီမှာတက်ကြည့်စုံနဲ့အဲ့ဒါဆိုရင်ငါတက်ကြည့်စုံနဲ့မင်းပါနေတော့ဟိုခြံတိုင်းကငါ့ကိုဒီပြည့်စည်လဲတဲ့သူရေခတ်မယ်ပကံစင်းမယ်ပြောတယ်တကယ်ဆိုပြောစရာလားငါတက်ကြည့်စုံငါလဲပါမဟုတ်ဘူးမင်းတို့ဒီပြည့်စည်လဲခိုင်းနေဆိုတာဒီပြည့်စည်လဲတဲ့အလုပ်ကအပေါ့ဆိုပကံစေးရေခတ်ကမင်းမလုပ်နိုင်ဘူးအရန်ပင်မှန်းတာရေတွင်းရတဲ့အနေကြီးဘဝကြီးကတအိလုံးခက်ရမှာဒီပြည့်စည်လဲခဏပဲခန်းချင်းချင်းလေး
မှန်တယ်တဲ့ဒါပေမဲ့ငါ့ကိုမခိုင်းနဲ့ငါလူကြီးငါလဲပဲငါတိတယ်ဒါပေမဲ့ငါ့ကိုမခိုင်းနဲ့မဟုတ်ဘူး तू မင်းရေသွားခတ်မှာဆိုလို့နေမှာပေါ့မဟုတ်ဘာလို့ငါမခိုင်းနဲ့ငါတက်ကြီးတယ်ငါကလေးပွင့်အဲ့ဒီကောင်ကြီးကငါသားလောက်ရှိတာငါခိုင်းเสียတာဟာလုံးဝခံစားတယ်ဒါကြီးမားလားဒါလေးတော့မခံနိုင်တဲ့လူရှိတယ်နော်လူကစဒူးစရိုက်တဲ့ပတ်သက်တယ်တစ်တော့ပဲကွာအဲ့ဒါကိုမကြောနိုင်တာရှိလားမရှိဘူးလားရှိတယ်နော်တစ်တော့ကိုကြောနိုင်လူကစတကေစစ်မှန်တဲ့နောင်တနဲ့ဘုရားကြီးရှိဘာလို့ရမလဲဘုရားကြီးကိုချတောင်းမယ်ဘုရားကြီးပြပြီးလုပ်တဲ့အပြည့်နဲ့မသိပဲလုပ်တဲ့ဒီကိုခလုံးပါဘလို့နဲ့မလုပ်နဲ့အဲ့လိုမလုပ်ဖော်ပြပြပြီးလို့မသိပဲလို့လိုရင်းတို့ရှင်မလုပ်နဲ့ဖော်ပြဓမ္မဖော်ပြပါတယ်တွေ့လားကိုပြစ်ကိုတောင်းမှန်လားဖော်ပြတော့ကိုယ့်ရဲ့ပြစ်ကိုပြောရဘုရားကြီးကျွန်တော်ချက်တာဟုတ်နည်းနည်းမှမခိုးရရင်ကျွန်တော်အိတ်မပြောဒီနေ့လည်းခိုးပြီးတယ်လေးလမတန်6အဲ့အပြစ်ကိုကျွန်တော်တောင်းမှန်တယ်ကျွန်တော်ဘလို့လုပ်လဲဒီကောကမဖြစ်ဘူးဒီလိုမဖြစ်ချင်ဘူးမဆာတော့ပါလားတကယ်ပဲအပြစ်ကိုဘာလို့ရမလဲဖော်ပြပြီးတော့မှတောင်းမှန်ဖော်ပြလိုက်တောင်းမှန်လိုက်တဲ့အခါကျဖခင်ကအဲ့ဒီလူကိုနောက်အဲ့ဒီအပြစ်မျိုးနဲ့ရောက်တော့စိတ်နှလုံးကိုပြင်ပေးလိုက်ဟာလေလုယာအာမင်အဲ့ဒီကပြောင်းလဲတော့နောက်အဲ့ဒီလိုဘုရားမရောက်ဘူးတွေ့တာပဲမြူခြင်းတော့သူများပစ္စည်းကိုဟာမဟုတ်ဘူးယူတော့ရှိတယ်မြူဘူးကိုယ်မှာလာအပ်သွားတဲ့အပုံလိုက်တော့မှပြန်ပေးအားလုံးပြန်ဒီမျက်စိကလည်းပြီးကျုပ်ပေးလိုက်ပြီးတော့သူ့ကိုဖခင်ကခွတ်လွတ်လာခွတ်လွတ်တယ်လားအစိမ်းအတိုင်းလွတ်လိုက်တာလားပြင်ပြီးလွတ်လိုက်တာပြင်ပြီးလွတ်လိုက်ပြန်ပြောမယ်ဒီတိုင်းလွတ်တာလားပြင်ပြီးလွတ်တာပြင်ပြီးလွတ်တာအဲ့တော့သူကခွတ်လွတ်ခြင်းကိုရတာလားအတိပြုတ်ပြင်ခွတ်လွတ်ခြင်းကိုရတာအတိပြုတ်ပြင်ခွတ်လွတ်ခြင်းအဲ့ဒါကားလိုက်မှာငါတို့ဒီကိုလွတ်ပြီးပြီလားလွတ်ပြီးပြီတကယ်တော့တောင်းမှန်တဲ့အခါမှာခွင့်လွတ်ခြင်းရတယ်လားအတိပြုတ်ပြီးခွင့်လွတ်ခြင်းလားအတိပြုတ်ပြီးဒါလေအဲ့တော့အဲ့ဒီလူရဲ့အတ္တတာဟာတကယ်တောင်းမှန်တဲ့အခါမှာအဲ့ဒီကသူ့ရဲ့အတ္တတာပြောင်းလာလားရှင်းပြောင်းလာအဲ့ဒီစိတ်ကနေလွတ်လာလားလွတ်လာဒါကြောင့်လူဟာတောင်းမှန်ကိုလို့လားလို့တယ်တောင်းမှန်ကြမလို့ဘူးဆိုတဲ့လူတခါလေးကြည့်လိုက်ဘယ်တော့မှသေတဲ့ဒီအိုက်ကောင်နဲ့အသက်တာမတူတော့နင်းနေမလို့နဲ့တရားဆွဲမယ်ဆိုတာအဲ့ဒီကောင်အမှဒီမှာဆွဲလာရလာလို့ချင်တယ်အဲ့တော့ကျွန်တော်တွေ့တယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာကိုဖယားအရှိအတိုင်းတရားနာတော့ဘုံမှာစကလုံးမှာအရှိအတိုင်းလက်ခံတာဖယားခင်ဗျားရဲ့အသက်တာအရှိအတိုင်းလက်ခံတာရှင်းလေလက်ခံလားအရှိအတိုင်းကျင့်တယ်လားကျင့်တယ်ဘူးဖယားကခင်ဗျားဘဝရဲ့အရှိအတိုင်းကျင့်တယ်လားကျင့်တယ်ဘူးတော့ဝတ်ကျင့်အရှိတိုင်းလက်ခံဖယားဒါပေမဲ့အရှိတိုင်းတော့ဖယားကျင့်တဲ့အသက်တာဟာယေရှုနဲ့တရားနဲ့အသက်တာကိုကျင့်တယ်ဘာဖြစ်လို့အဲ့ဒါကိုကျင့်နေလဲအဲ့ဒီအတ္တတာကခမည်းဟာအောင်မြင်သွားမှာခမည်းကိုအောင်မြင်စေခြင်းလုံးအားကြီးလို့ဒီလိုအတ္တတာမျိုးဖြစ်စေခြင်းတာတရားတော်ပါလားဒါဆိုအဲ့ဒီလိုဖြစ်ဖို့အခြေခံအကျဆုံးနဲ့အနိုင်ဆုံးအဆင့်ဟာဘယ်ရလဲဒီလိုပါဘုရားဒါဘောခမည်းတို့အောင်မြင်တဲ့အတ္တတာရောက်လာဖို့တားတော်ယေရှုနဲ့တရားတူလာဖို့အချက်အများကြီးတွေကအခြေခံအကျဆုံးတစ်ချက်ပြောမယ်ကိုယ့်ပြစ်ကိုဒါမျိုးအဲ့ဒါအခြေခံကြတယ်တောင်းလိုက်ရမယ်ဟုတ်လားမဟုတ်လားကဲကောင်းပြီအဲ့ဒီလိုတောင်းမှန်ဖို့ဆိုရင်ကိုယ့်ပြစ်ကိုမြင်ဖို့လိုလားအပြစ်ကိုမြင်အောင်ဘယ်လိုလုပ်ရငါပြစ်ကိုနည်းနည်းပြောပြတယ်ဒီနေ့ကကောင်းနေကြတယ်ဒီငါတောင်းမှန်စီရှိတောင်းမှန်တရားကိုငါလည်းငါပြစ်ကိုရှိမှနေငါ့ကိုတင်းတင်းပါပါပြောပြငါပြီ
ဘယ်လိုလဲအဲ့လိုနေရငါပြရှိပေါ်ပြကြမှာပရောခိုင်ငါဒီကိုပေါ်ပြမှာဟုတ်ငါဘုရားကိုတောင်းမှလို့စံတိုးပြောလို့ဆိုတောင်းမှမှာအဲ့ဒီကလွတ်လို့မကောက်အပစ်ပြစ်စင်နာရမယ်ဆိုပရောခိုင်ကငါဒီကိုပေါ်ပြအဲ့လိုလားဟုတ်ပါဒါဆိုလို့တော့ဘုရားရဲ့စံတိုးဒီကိုပေါ်ပြဘာလို့ဘုရားကိုပြန်တောင်းမှနေလို့ပေါ်ပြရင်တောင်းမှတော့ပြီးတောင်းပြောဖော်ပြခိုင်းမယ်ဆိုရင်ဖော်ပြမယ်တောင်းမယ်ဖော်ပြပြီးကိုအဲ့လိုလားဟုတ်ပါဘယ်လိုဒီကိုဘာလို့တည်တယ်ကိုကြည့်လို့ဘာလို့တည်ဘာလဲဘလို့လဲကျန်စားယာကုပ်များတို့ break ပေးလို့မတင်ရတာမပြောက်ဘူး။ကြားမှာ break ပြရ။ယာကုပ်တိ22ယာကုပ်တိ22ကကိုယ်ရဲ့တရားရှိတဲ့တရားကိုလာရတာပြုလို့တဘောတရားကိုချစ်လို့ပြချလို့တရားကိုချစ်တဲ့နာယုံရတာပြုလို့ဒီပိတိကမနတိတိနာကိုချစ်လို့ဒီပိတိကဲအဲ့ဒီမှာပြောထားတာကတရားတော်ဆိုတာဘာနဲ့တူလဲမှန်နဲ့တူတယ်ဒါဆိုရင်မှန်ကိုကြည့်လိုက်ရင်ကိုယ့်ရဲ့အနာစာကိုမှန်ကဖြတ်ပေးလားပေါ်ပြတယ်ကြပြောပေါ်ပြတယ်မှန်ကိုကြည့်လိုက်ရင်မှန်ကကိုယ့်ရဲ့အနာစာကိုဖြတ်ပေးလားပေါ်ပြတယ်ဒါဆိုရင်နှုတ်ကပတ်တရားတော်ကိုဖတ်ရင်နှုတ်ကပတ်တရားတော်ကကိုယ့်ရဲ့အပြစ်ကိုပြင်ပေးလားပေါ်ပြတာပေါ့ကျမ်းစာဖတ်လိုက်တာနဲ့ကျမ်းစာထဲမှာဖတ်ရင်လည်းကိုယ့်အပြစ်တွေမြင်လာလားမြင်လာတယ်လေကျမ်းစာဖတ်တော့ဘုရားသခင်ဒီထောင်လွှားသောမျက်နှာကိုဆက်ဆုပ်ရွှေရှာတော့ငါလည်းတော့တဲ့လူဒီနေ့တော့ငါတဲ့လူတွေ့ခံရတာဘုရားသခင်နည်းနည်းပါးကြာပြီးတဲ့လူကက်ဖိုင်ထောင်လွှားတဲ့မျက်နှာကိုလည်းသိတယ်မျက်နှာကသူများကျွေးတာသာစားတာသူကပဲကျွေးထားတယ်လို့ပြောတာကိုသိလားသိတယ်ထားပါတော့ဆိုအဲ့ဒီအပြစ်ကိုဘာလို့လုပ်မလဲဘုရားသမ်းပါဘုရားကြီးကျွန်တော်ရုပ်ကိုမဟုတ်ကျွန်တော်မျက်နှာကခပ်ပြီးတယ်သူများကျွေးတာစားပြီးသူများကတွဲခြင်းကျွန်တော်အပြစ်ကိုတောင်းမှပါတယ်ဟုတ်လားတော့ပေါ့လားအဲ့ကိုပြစ်ကိုဘာလို့ရမလဲပေါ်ပြတောင်းပါရမယ်ပေါ်ပြတောင်းမှလိုက်တဲ့ခါမှာနောက်ဆိုရင်ကိုယ့်ရဲ့အသက်တာဘာဖြစ်သွားပြီလဲကျောင်းလဲပါမယ်အဲ့ဒီလိုတောင်းမှစရာနောက်အကြောင်းမရှိတော့ဘာလို့လဲအဲ့ဒီအသက်တာပြောင်းသွားတော့ပေါ့လားအသက်တာပြောင်းသွားတာကိုယ်ပြင်လာတာဖယားပြင်ပေးလိုက်တာဖယားပြင်ပေးလိုက်တာကိုပြင်ရင်အတုကိုယ့်ကိုပြင်ကြည့်ရတာမရပါဘူးကိုယ့်ကိုပြင်ရင်ဒီလိုပြောတယ်တိခဏ3ကရှိပြီနော်4ကဆိုငါဆုံးဆုံးမြေခုနက3ကရှိပြီဒါပေမဲ့4ကဆိုငါဆုံးဆုံးအဲ့ဒါကိုယ့်ကိုပြင်ထားတဲ့3ကကိုယ့်ကိုပြင်တော့ကိုယ့်ကိုသိလားဖယားတခင်ပြင်လိုက်တော့သိလားပြောင်းသွားနောက်မှာငါပဲချင်းပြောင်းသွားငါဘာလို့ခုနကတော့တကယ်တော့ငါခုနစရာမလိုဒီကတော့စောကားတယ်တော့ငါဘာလို့ခုနမိတာလဲဘယ်သူပြင်လိုက်တာဒါပဲတခါနောက်နေ့ကျတော့ကျန်တဲ့ခါပြန်ဖတ်နောက်နေ့ပြန်ခါဖတ်တယ်ပွိုက်တယ်ဟုတ်လားဖတ်တော့ဟိုက်တွေ့ပြန်ပြီနောက်နေ့တွေ့ပြန်ပြီလေရစကားများစွာပြောတတ်တော်သူသည်သူတစ်ပါးအပြစ်ကိုဖော်ပြတတ်၏သူများပြုလို့ရှောက်ပြောတယ်ဆရာကျဲတာချက်ပြပြောတာချက်ငါတော့အတင်းပြောတယ်အတင်းပြောတယ်တဖျားအဲ့ဒါ
chạy hú rồi giờ mình làm cô gì về được gặp nhà lấy ra nhà được gặp đâu mà cái nông đó nên đâu mà nông ấy là chim yếu mà lớn đi học bây giờ là cô chim lại lướt đà là chim lướt đà chim đi lướt đà chim bà bì là cá suy thay ha chân nó đâu có cá này mà ấp bay chim lại bì là ni đại chim này là cái gió ni đại chim là ni đại chim này đi mà tu chim ní xí để chim điเอาละนะเอ้အဲ့တော့ကိုကပြောရတယ်ဖယားဒီနားမှာပြင်ပဲဒီနားမှာပြတ်နေတဲ့နေရာကိုဘယ်သူဖော်ပြမလဲကိုမိကိုဖော်ပြမယ်မိမိကိုဖော်ပြတတ်အောင်ဘယ်သူကအဲ့အပြစ်ကိုဖော်ပြမလဲဘုရားတော်နတ်ရှင်တော်ဝိညာဉ်တော်ကဖယားကဖော်ပြမယ်ဘာနဲ့တရားတော်နဲ့နှုတ်ကပတ်တော်နဲ့ဖော်ပြအဲ့ကွာကျမ်းစာမဖတ်ရမလားမရပါဘူးဘယ်ရမလဲကွာကျမ်းစာဖတ်ရင်ဖယားဝိညာဉ်တော်ကဖော်ပြအေးဒီမှာမားနေပြီစံထိုးဒီမှာမားနေအဲ့တော့စံထိုးလေတတလုံးအပြစ်မဟုတ်ဘူးလို့ထင်တဲ့ဟာရှိတယ်တိတ်တက်ကြဖယားဖော်ပြတယ်စံထိုးအဲ့ဒါမင်းအပြစ်ပဲအဲ့အပြစ်မဟုတ်လို့လားဟုတ်တယ်လေမင်းကတော့ငါ့ကိုကဲ့ရဲ့ပြီဖယားရဲ့တစ်ခါမှမကဲ့ရဲ့ပါဘူးဖယားကိုလူတွေကိုပဲကဲ့ရဲ့တာစံထိုးကဖယားတော့မကဲ့ရဲ့ပါဘူးမဟုတ်ဘူးမင်းငါ့ကိုကဲ့ရဲ့တယ်ဘယ်လိုလုပ်ခဲ့ရတော့ဒီမှာမတွေ့ဘူးလားဒါမင်းငါ့ကိုခဲ့ရတာပဲဘာဖတ်ပြီးလဲဆိုတိတ်ရကြတော့တင်တန်းတော့ပြောမနေနဲ့အဲ့ဒီတင်တန်းသေတော့ပင်မန်းတာတင်မလို့ပဲနာကတော့တက်တင်မလို့ပဲတင်တန်းမရောက်ခင်ငါးခါတော့သေဖန်နေဖြစ်ဖတ်ကနေနာကတော့တက်ဆက်လီသမားပြောမနေနဲ့လူများဝက်တင်ထားတဲ့ပတ်အရက်ကမူးပြီးပေါင်းတာမင်းတို့တော်တော့မူးမယ်အဲ့တော့တောင်းတယ်သမီးဆက်ရတယ်မူးပြီးပေါင်းတာတယောက်ကရည်ရပြုတ်ချက်တော့မောင်းနေမှုနဲ့ဆက်လီနေတင်တန်းသွားလို့တာ9ယောက်ကွာစံတူကကျန်းစာတယ်ကျန်တဲ့လူကချင်းတယ်ပတ်စံအားလုံးအထောက်ပါ60ကျော်ပါအားလုံးတို့ကုန်ခံမှာအဲ့ဖယားကြောင့်တရားကုန်စရာမလိုဒီမှာကုန်ခံမှာပတ်စံထုတ်ပါလားတင်နန်းသာတေးဥဆရာပဲတင်တာအတင်းသားမတက်ရတေးဥဆရာကြီးပဲခေါ်တယ်တေးဥဆရာလည်းပဲတင်တယ်ပြီဘာတင်နေတယ်ပဲကဲတင်ချင်းဘာမှဒီမှာပတ်ပြီးစံလို့တင်နေတာခေါင်းစဉ်ကြည့်လိုက် leadership training တွားနာထောင်ကဲတင်ချင်းတွားကြည့်လိုက်ခေါင်းစဉ် pastor training တွားနာထောင်ကဲတင်ချင်းဘာလို့လဲဘာမှမကဲတင်ချင်းကိုတော့မကောက်တဲ့ pastor တွေခေါင်းဆောင်တွေပုံနေတာပဲအဲ့ဒါနဲ့ပဲပတ်ကဲတင်ချင်းကိုနားမလဲဒီလိုအဲ့လိုအများကြီးပဲအဲ့တော့ဆိုတာတယောက်ဆရာလို့ခေါ်အဲ့ဆရာတွေအားလုံးခီးစိတ်ပေးမယ်သွားပြန်ရန်ကုန်ကလာမလားစကိုင်းကလာမလားမန္တလေးကလာမလားလာခဲ့ခေါ်လိုက်ဟုံးမလေးကလာမလားခေါ်လိုက်အားလုံးသွားပြန်ခီးစိတ်ပေးမယ်မင်းတို့ဖရာကျောင်းကိုအလူလဲထည့်မယ်နော်လက်ခိုင်ကျွေးလဲကျွေးမယ်ကောင်းကောင်းကျွေးမယ်လက်ဆောင်လေးပေးပြောင်းလဲစီခြင်းလို့နာဂခလေးတွေကနာဂလေးတွေကပြောင်းလဲသွားပြီဖတ်ကတ်ပါကဲဒီင်းနားလေသွားတော့သူတို့ဖယားကြောင့်သူတို့သိတယ်သူတို့အကြောင်းဟုတ်ကဲ့မပြောင်းလဲဘူးကဲဒီင်းနားမလဲဘူးသူတို့သိတယ်သူတို့အဲ့ရထွက်လာတာအဲ့တော့သူတို့တဲ့နာဂလူမျိုးတွေလည်းပြောင်းလဲပါစေကဲဒီင်းနားလဲပါစေဆိုတဲ့စိတ်နဲ့သင်တန်းလုပ်ဖို့အတွက်ဖတ်ကတ်မှာကြောက်ရှာပြီးအားလုံးနာဂကလေးတွေကပြောင်းလဲသွားတဲ့ခါကျတော့ကြောက်ရှာရင်းနဲ့စုပ်ပြတ်တယ်ငါတို့နာဂတောင်သင်တန်းလုပ်ရအောင်ငါတို့နာဂလူမျိုးတွေပြောင်းလဲဘူးကောင်းတယ်လေတော့ဘယ်လိုလုပ်မလဲပတ်စံအများကြီးလို့ပဲစုပ်ဖြတ်တယ်တနင်္လာနေ့ရတဲ့ပတ်စံအမြင့်အားလုံးထက်အဲ့တင်တယ်တနင်္လာတရက်ကျန်တဲ့အားလုံးငါတို့ယူမယ်တနင်္လာတရက်စက္ကန့်တနင်္လာနေ့ရတဲ့ပတ်စံရတဲ့အမြင့်အားလုံးထက်တနင်္လာနေ့ကြောက်ရှာရတဲ့ကြောက်ရောင်းဘယ်နှသိရရအောင်ထက်အဲ့နာကခရီးရပတ်စံအိုးသွားတယ်တင်တယ်ဆလီဘွားမူဗီကြာကိုပြန်ဆဲဆက်လီပေါ်ရောက်တော့ဘာပြောလဲဆိုတော့မင်းဆယ်လို့ငါက
Matera la, ngaku tu kan nak matera. Om, jangan main suyu yang syara, jangan main suyu ni yang umat kos, rawat me. Tulen Dubai be, Malay, dah biar salu rawat. No, ni ye di tu aja dulu ya. Faida, dah me piat tenaga umat kos piang ni dah lu. Piang ni dah lu, piang ni luar, bahagia kau ni, dah biar. ကိုကောင်းသွားတာဥမာကွာရေမကူးတတ်ဘူးရေထဲမှာပြက်တနာဖြစ်လို့တီးခါတာစံတိုးလို့9ယောက်1ယောက်မှရေမကူးတတ်ဘူးအဲ့ဒါနဲ့တီးခါပြီးပြီတွိုင်းညမိုးချုပ်ဟေးကောဟိုမှာတစ်ပင်မျောလာတယ်နော်တစ်ပင်ရေကြီးနေတယ်လေချင်းမင်းကြီးဒီရောက်နေဒီရေကြီးနေတယ်ရေကြီးတော့တစ်ပင်တွေပါမျောတဲ့ချိန် Kuma tipe ne ture no so sani sia tipe mo ka la ye ye la ye ba de tipe mo ba o nya ma o la ni da kon so right tipe ha alo bati san khami che ko di de sani mo kwe to lu to yo ta chi ha Toin ne sani ya balau mama shi me doa Yesu de be pa balau mama me doa biao 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 doa mau na ashi ko ra na ha ga me sani mo lo chile ana be biao doa ni ho la ya mu ni ngok ki lo shet ta piao doa sani he shet ta piao ni lo sat ka ba te u le shet ta piao doa ra ti bu yan ye bi shet ta pian They go no pay. Any pack up a car, the unit, the burger. The other minute so many a young and the young to do late. You know, so many a later. Suddenly mountain. I near Mona a young YouTube. To me, I will Santo, I know in the detail. The detail, Batua Tamle, Gio Bashira. Joke love you, I joke love you, how many? Mojo. Joke love. Ai mà si câu quá đó, ha si câu đi, gì này không ạ? Qua đó cái lúc này nhớ, can cũng gặp mà hay trông đó để mà si qua vậy, làm sao? Thì lúc này là đâu không vậy? Không liệu nhà cô này rồi vậy, chắc thấp suốt, đi được con để làm như này thấp mấy giây gì, thấp mấy giây à, bây giờ đã có học như này, xí đã sao này, bây giờ muốn xí đã sao? Châu bên trong nhưng mà sao bị em mình lấy này sẽ lấy được si khăn đi si rồi anh này nào xong này sẽ bị mình đã thấy sao bị mất xuôi rồi chỉ cháu mà cầu bảy chỉ đã chỉ nó đã ăn gì sẽ chỉ để nào xong chỉ nào xong làm gì đó nên là mình phải sao anh này mình đã si nên là do mà chỉ nó chỉ tiếp bên đây nên mình bắt đầu sâu cái máu là sẽ lấy anh này đã áp nhau Mua đây yo, golo xoay, cái này cô, anh mà nó sẽ xem miền tây rồi tu bapa, cho nó, đâu khác đâu, khani ujo cả này, cô thôi cô xoay đi rồi miền cô bột đấy, mua đi đây yo đi đây chơi, áo bát súp bia đi đây, thóc cô bát sạp bia luôn, thóc đi, cái áo cái thóc nhà cô là lu cháo áo gì đấy, thóc cháo đâu đấy, áo cái thóc đấy mấy áo là mấy áo đấy. Mày nhảy hoa tắc này à, biểu đi bắt sang như vậy, đi nhau mà bảo tao rồi, tao biết được bắt đi ai cả đấy, hôm nay là tao, không mà tao này mày à, mà bây giờ mày à, sẽ xem như thế nào, mà tao đi miền Cát gì ngay, taxi số motor car cái gì đấy chỉ để khai, chỉ là tàu bay đấy chỉ, taxi cái gì ngay là bị xí nhau, ai cao ngay là cao là như thế đấy, xe khán giả nhiều thì mà biết là làm gì để ăn thóc bù cái sản cao này đấy, để khám, cái này Betul tahu ni, mungkin itu piang jual, cuma dulu apa piang, balik dekat bandlu je, siapa juga, siapa yang kau malu ke, wujudnya sih dia mana langsung dah isi, jangan mah wujudnya dia putih be, tu si macam sedih je, kue lama, balik dari balik kau le mah, buat cacing sih cari, tahu tahu, macam tahu kue tahu na, dari balik tinggal mah, amu betul tahu betul. Kamu di dalam ni ada. Kalau ni memang tu kau kau di mua, you kau jangan cuba.
တင်နန်းသိမဲ့နေညအပေါင်းမဲအဲ့ဒီလေရောက်ရောကျွန်တော်ပြောတဲ့အထုပ်တွေမရှာနဲ့နေဦးငါတော့ကျတောင်ကြသွားဘူးလေငါသိတယ်တင်နန်းဆိုတာပြောတင်ကြတာမဟုတ်ဘူးကိုကတော့ပဲပြောဟိုရောက်မှပြက်တာဖြစ်တတ်တယ်ပြီးမှနေရာထိုင်နေဆိုတာပြည်လေခြင်းမပြည်လေတာအထုပ်မချနဲ့ကားပါပြန်သွားရင်ငါတို့လမ်းလျှောက်ဖို့ခါမယ်ပြီးတော့ပြည်လေတာနေဖို့မေးပါဦးမေးတော့ပြည်လေတာကိုကျွန်တော်တို့ရောက်တင်နန်းမနက်9 နာရီစဟုတ်တယ်ဆရာတဲ့တင်နန်း9 နာရီစမယ်ဒါကြောင့်9 နာရီမှာပဲဆရာတို့လာတယ်ဖို့စီစဉ်ထားတယ်အခုအိမ်မဲ့နေရာစီစဉ်ရတယ်တင်နန်းမနက်ပြန်မှစမှာဖြစ်တဲ့အတွက်ကြောင့်အိမ်ပါမနက်ပြန်မှစီစဉ်ပါအမလေးတော့တိကျလားဆရာတခါလေပြောပြလိုက်ချင်တာမနေ့ကငါတို့ကျွေးပြီးအိမ်သားကျင်းနဲ့ကြိုတူးထားလို့တကယ်ကောအဲ့ဒါနေရာမရှိဘူးဆိုတော့မနေ့မှစီစဉ်မယ်ဆိုတော့တို့အိမ်ကားကိုပြန်တက်မြို့လေးကိုသွားမြို့လေးချက်ချင်းပြန်ပြီးမှတောင်းအောက်ပါမြို့ကတောင်းအောက်စီဘယ်ကောင်ကသူနေတဲ့ကားကောအမှအထုတ်ပြီးထမင်းဆိုင်ကောင်းမြင်စားပြီးအိုးမလို့ဘူးနော်ဒါမှကိုယ်စတဲ့ကိုတော့တာတင်တယ်တေဘူးလေခဏခဏတော့ဒီနာဂဘုံတော့မတော်ဘူးစုပ်ပြလိုက်အဲ့လိုစုပ်ပြရင်တဲ့ခဏခောက်ရှိပြီးရောက်တခောက်သွားလိုက်တခါဖြစ်တဲ့တေဘူးကတော့မပြောနဲ့ခဏခဏကြုံတယ်အမြင်များတယ်ဒါပေမဲ့သွားလိုက်စုပ်ပြတယ်စုပ်ပြရင်လည်းခဏခါရှိတော့ဆရာကျော်နိုင်လို့တဲ့တင်တာပေါ်လို့သွားတင်ပြီးတာသူတပည့်ဆက်လေးမောင်းတာအမလို့ချန်ပီယံနေဆရာကျော်နိုင်တပည့်လေးလည်းရင်ပြန်လူထဲနဲ့လူမပေါ်ဘူးစူတောက်ပြီးတကယ်ကျမ်းနဲ့ပေါ့ဘလို့ပြန်မောင်းလိုက်လေစံတို့တင်ခေါ်ရမောင်းလိုက်တာအဲ့ဒီရောပြစ်လေကောင်ပါတောင်းထုံးနေတယ်လေတဲတွေကတောင်းတော့အမကြီးကပါပါလေးတချို့နေရာနဲ့အဲ့ပလေမှာပါပါလေးမသိဘူးမောင်းချဆက်နေရတယ်ဘုံဆိုတော့ပြောင်းပြန်နေသွားတာဟိုကပြောင်းပြန်နေသွားတာဟာတဲပေါ်မှာတင်သွားတယ်ဆိုမင်းဘလို့လုပ်ကြတယ်ကြားရဆရာမပေါ်နေဘူးအခုလည်းမလုပ်နဲ့ရေရဲကြိုက်ခုမှတော့မဟုတ်သေးသွားပါဘူးဘလို့ဒီလေဒီအဲ့ဒီမှာတောက်ရှောက်အဲ့ဒီကနေပြန်လာအဲ့ဒီတော့ရှောက်တော့ဒီကျတာသွားတယ်တော်ပြီနောက်တော့တော့နာကပြောတာလက်ဟဲ့ရပြန်တော့သွားပြန်နေရအောင်ဘလို့ဒါနဲ့ကျွန်တော်စဉ်းစားတယ်အဲ့မှာညအိတဲ့ဘုရားမဖေးဖျားတဲ့ခေဘလို့မူလို့ဆောင်တာလွယ်ဘူးတော့ပြန်မနေမူလို့ဆောင်ပြန်မလားတေးတော့တေးနိုင်တယ်ကျွန်တော်လည်းတခြားဘူးလို့ဆိုတော့ပူရမဟုတ်ကျွန်တော်ကောင်းတော့ပြန်မနာလို့ရတယ်ကျွန်တော်အိမ်နဲ့ကြာကြာခေါ်တဲ့မျိုးမဟုတ်ဘူးကျွန်တော်ဘယ်တော့အများ special ထားတာကျွန်တော်ကြာကြာမနေဘူးဘယ်မှမနေဘူးတော့ခက်မြန်နဲ့ပြန်တဲ့တဲမှာစံလို့ပါဘယ်နိုင်ငံရောက်ကျွန်တော်ကြာကြာမနေဘူးကျွန်တော်လက်တာအိမ်ပဲလက်တာဆိုတော့ကျွန်တော်အိမ်တတိယအောင်နောက်တော့ပေါ်ပြီးတော့နားတော့နာကလွယ်ဘူးပြန်မနေဘောကမလေးသေးဘူး3 နာရီခွဲတော့တဲကူကပိုင်ရှင်လာလို့ဆရာတို့ထားတော့လေကားခေါင်းဘာလို့လဲဟာရေကြီးနေတယ်ပြီးလို့ဆရာတို့မကနေအောင်ပါရေတွေပဲဖက်နေပြောကုန်ပြီဟုတ်လားပြီးတော့ဖက်နေပြောကုန်ပြီဒီကမိုင်ကောဆိုနေရတဲ့ချေစီမတော့ကိုတက်ဒီမဆုံးမပြီးတော့ခံရတဲ့တော့ကိုပြကျန်တာကြောင်းကိုပြန်တက်ဘောရောက်တော့မှအောက်ပြီးတော့ခန်းကြီးမှာရေလွှမ်းသွားချေးဖြစ်သွားပြီဒါလို့ပြန်ကျန်တာကြောင်းကိုရောက်တော့တင်လာလို့မိုးမလီဟာဖြတ်ကြည့်ပြမနေကောမူတော့ဆောင်ရတာအဲ့ဒါမှားမမှားပါဘူးမူတော့ဆောင်တာပြမနေပြတာဘယ်မှားမလဲသေတော့မယ်အဲ့ဒါပြမနေပြတာဘယ်လိုမှားတော့အဲ့ဒါတရက်မနဲ့တကျန်းစာဖတ်ကျန်းစာဖတ်တဲ့ခါကျတော့ကျန်းစာတွေမှာပြန်ပါပေါ်ပြတယ်ကျန်းစာဖတ်ရတယ်နော်တပန်းတင်တို့ကအမှုတော်ကိုဆောင်ရွက်၍လိုက်ဆိုတပန်းတင်တို့ကအမှုတော်ကိုဆောင်ရွက်၍ပြမန်းစွာတကားဟုဆိုလျက်ခဲရဲ့တံကိုညွတ်တတ်ကြသည်ဟုကောင်းကင်ဘုချေအရှင်ထာဝရဘုရားမိတ်တော်မူ၏ကျွန်တော်ဖတ်ပြ
ကအမှုတော်ကိုဆောင်ရွက်၍ပင်မစွာတကားဟုဆိုလျက်ကဲ့ရဲ့တံကိုပြုတ်တတ်ကြသည်ဟုကောင်းကင်ဘိုးကြီးအရှင်ထာဝရဘုရားမိန့်တော်မူ၏မင်းတို့အမှုတော်ဆောင်တာပင်မနဲ့ဆိုပြီးငါ့ကိုကဲ့ရဲ့လေဘုရားဟိုက်ဘုရားကိုကဲ့ရဲ့လားကဲ့ရဲ့စံတော်ဘုရားကိုမကဲ့ရဲ့ပါဘူးကဲ့တဲ့ရှင်မန်းပြီးလို့ယုံခဲ့လားကဲ့ရဲ့ဖို့နေနေတာဒါပေမဲ့အမှုတော်ဆောင်တာပင်မနဲ့လို့ပြောတာဟာဘုရားကိုကဲ့ရဲ့တာနဲ့တူတူပဲလို့ကျမ်းစာကပြောပြီးတော့ဟာကိုလိုစံတော်တို့တွေ့ခါပြန်ပြီဖေရောကိုလိုကဲ့ရဲ့လို့လေဒီကြောင့်ပြဖတ်အောင်အတိတ်ကလွယ်ပဲဟုတ်တယ်ရှင်းနေတာပဲအမှုတော်ဆောင်တာငါအလုပ်ကိုလုပ်တာဟာပင်မနဲ့ဆိုတာငါ့ကိုကဲ့ရဲ့တာပဲဘုရားပြောပြီးသမင်းစားတယ်ဟမ်ပြောလိုက်တာခင်းရတယ်စားကြလိုက်တာခင်းရတယ်မနေမွေမှာအဖက်ကတတ်တာတက်တော့မြန်မြန်ခတ်သူပြန်မောက်သွားရင်ရှာခတ်နာမရောဟီမနေမွေရကိုကောင်းတဲ့တက်သွားမြန်မြန်ခတ်ကြော်သွားရင်နောက်တစ်ခေါက်ပြန်တက်ဖို့မလွယ်ဘူးအဲ့အဖက်ကလေးကတက်ဖို့မလွယ်ဘူးရေလေးပဲကျွန်တော်တင်တာမှာလို့ပဲဒေဝအကြီးကြီးကြီးမှုတမီးကပြတဲ့နာတော့တာတိတ်တဲ့တဲ့နာအဲ့ဒီကိုချမ်းလို့ကိုကြားတယ်ကောင်းပါလေဟင်းယူမွေလိုက်လို့ကစုံရတဲ့မြန်မြန်နတ်မလေးအဲ့ဒီရကလေးဝင်သွားရင်နောက်ပြန်ဖို့မလွယ်ဘူးအလင်းမြောက်အမြန်ချွေရအမန်ဆိုတော့ဟင်းလေးဆောင်တော့သမင်းရတယ်ပြောတူးမနဲ့လို့ပြောတာဟာသမင်းကိုပြောချင်တာလားချက်တဲ့ကိုပြောချင်တာဘယ်သူစောကားတာလဲချက်တဲ့ကိုတွေ့လားမဟုတ်လားပြောတာတော့သမင်းမှန်သွားတာချက်တဲ့ကိုမှန်သွားတာဟုတ်တယ်မဟုတ်လားဟေးဆိုတော့အခုပြောနေတာကအမှုတော်မှန်တာကဖယားပြောတာကအမှုတော်ဆောလာပြင်ပါနေကွာပြောနေတာအမှုတော်ကိုပြောတာမှန်သွားတာဖယားပဲအမှုတော်ဆောင်တာပြင်မနဲ့လို့ပြောတာငါ့ကိုကဲရတာနဲ့အတူတူပဲဖေးပြီးကိုတော့ sorry ပဲတခါတည်းကောင်းပါလေတရားတကယ်ကျွန်တော်မှားပါလေအမှုတော်ဆောင်တာပြင်မနဲ့လို့ပြောမိတာကျွန်တော်မှားပါနောက်မပြောကောင်းဘူးအဲ့ကလေးကအခုထိဘရောမပြောတော့တခါတည်းမှတ်သွားခဏတောင်းမှလည်းတော့လုပ်ချင်တော့တခါတည်းမှတော့တရားချိုးလိုက်တော့ဆရာပြင်မနဲ့တော့မပြင်မလာမစောနဲ့နောက်တစ်ခါဘုရားကိုတောင်းမှလည်းကိစ္စတခါတည်းမှတော့ပြင်မနဲ့တင်နေမိတ်တော်ပြီးမပြင်မပြင်မသဘောပေါက်လားဆိုတော့ကိုအမားကိုကိုမြင်ဖို့ဆိုတာကစက်တာမဖိုက်ရင်မြင်မလားမြင်ဖို့ဘယ်လိုလုပ်မြင်မတော့စက်တာဖတ်မှာကိုအမားကိုမြင်မှာကိုတွေ့တာကိုပြစ်ကိုတွေ့တာအပြစ်ကိုတွေ့မှာဘာလို့ရမလဲပေါ်ပြဆောင်ပါရမယ်တောင်းမှလိုက်ရင်နောက်အဲ့ဒီအပြစ်တွေကိုမရောက်တော့ဘုရားဝိညာဉ်တော်ကလွတ်တာလားပြင်လွတ်တာတခါရဲ့အပြစ်ပြင်ပြီးလွတ်လိုက်နောက်အဲ့ဒီပြင်မျိုးမလုပ်ဘူးတော့ဟာလေလုယာအာမင်ဒါကြောင့်ကိုယ့်ပြစ်ကိုတောင်းမှန်တာအရေးကြီးလားအရေးကြီးပါတယ်အရေးကြီးလားကြီးပါတယ်အရေးကြီးတယ်ဒါဆိုအပြစ်ကိုဖယားကကျမ်းစာနဲ့ပေါ်ပြလိုက်တာကိုကျေးဇူးတော်လို့ခေါ်လားခေါ်ပါတယ်ကြပြောကိုယ့်အပြစ်ကိုကကျမ်းစာတွေကတွေးလိုက်ရတာဟာကျေးဇူးတော်ဟုတ်လားမဟုတ်လားဟုတ်ပါတယ်ဟုတ်လားမဟုတ်လားဟုတ်ပါတယ်အဲ့ဒါကျေးဇူးတော်ဘောတွေးလိုက်တော့တောင်းမှန်လိုက်တော့လွတ်တာတွေမကောက်ပါနဲ့ပြီးတော့နောက်ပြန်မဖြစ်တော့ဒါဆိုအဲ့ဒီပြစ်ကိုတွေးသွားတာကကျေးဇူးတော်ဒါဆိုကျေးဇူးတော်လို့ပြောရင်ကိုယ့်ပြစ်ကိုမြင်တာဟုတ်ပါလားဟုတ်ပါဘူးကျေးဇူးတော်လို့ပြောရင်တောင်းမှန်တာဟုတ်ပါလားဟုတ်ပါဘူးဒါဆိုတောင်းမှန်တာဟာကျေးဇူးတော်ကိုသဘောမပေါက်လို့လားသဘောပေါက်လို့လားသဘောပေါက်လို့သဘောပေါက်လို့တောင်းမှန်တာတောင်းမှန်လိုက်တဲ့အတွက်ကျေးဇူးတော်နောက်တစ်ခုပြန်ရတယ်ပြုတ်ပြီးခံရတယ်ပြုတ်ပြီးခံရတယ်အတ္တတာပြောင်းသွားသဘောပေါက်လားအဲကြောင့်ကျေးဇူးတော်ထဲမှာတောင်းမှန်ခြင်းရှိလားရှိဒါမဲ့ရန်ကုန်မှာတချို့လာအားရခရိယန်လ
အားရှိအုံနောက်မကြက်တဲ့အဖွဲခင်းနောက်မှာမကြက်တာဆိုင်ပိုက်တာခရိယန်ထဲမှာအုံနောက်မကြက်တဲ့အဖွဲရှိမကြက်တဲ့လူတွေတောင်းပန်နေဆိုတာတဲ့ကျေးဇူးတော်ကိုသဘောမပေါက်လို့သဘောပေါက်ကျွန်တော်ကြီးမားတဲ့လဝကတိုင်မှာပြလိုက်တဲ့ကျေးဇူးကိုသဘောပေါက်ဘာများတောင်းပန်စရာလိုသေးလဲတကယ်တော့တောင်းပန်လိုက်တာကိုကအမှန်ကဘာလို့ဘောလဲကျေးဇူးတော်လို့ပြောရင်နေ့စဉ်မှားတယ်မဟုတ်တောင်းပန်တာပါလားပါတယ်အဲ့ဒီအုံနောက်မကျက်တဲ့အဖွဲ့ကြီးမလေးရှားလည်းရောက်မလေးရှားမှာလည်းရှိအဲ့အုံနောက်မကျက်တဲ့အဖွဲ့စန်တိုးတော့ပွဲတိုင်းတွေ့တယ်ဒါမျိုးတော့နော်ဆိုတော့ဒီကနေ့ကျေးဇူးတော်မှာတောင်းပန်တာပါလားမပါလားဆိုတာစန်တိုးစကားကိုအတူတူနဲ့ကျမ်းစာကိုကြည့်စာလံ130စာလံ130နဲ့ကို58ထားလိုက်စာလံ158ကျေးဇူးတော်ကိုခံရပါမည်အကြောင်းကိုယ်တော်ကိုစိတ်နှလုံးသွင်းနဲ့တောင်းပန်ပါ၏ကဲလိုက်စို့ကျေးဇူးတော်ကိုခံရပါမည်အကြောင်းကိုယ်တော်ကိုစိတ်နှလုံးအတွင်းမဲ့တောင်းပန်ပါ၏နောက်ဆိုဒီကျမ်းပိုက်မှာပြောနေတာကျေးဇူးတော်ကိုခံရပါမည်အကြောင်းဘာရလို့လဲကျေးဇူးတော်ခံစားဖို့ဘာလို့မလဲတောင်းပန်စိတ်နှလုံးသွင်းကိုယ်တော်ကိုစိတ်နှလုံးသွင်းမယ်တောင်းပန်ရမယ်နောက်ဆိုတောင်းပန်နာကိုကကျေးဇူးတော်ထိုက်ခံစားဖို့ရှိလားရှိပါတယ်တောင်းပန်တဲ့လူဟာဖယားသခင်စီကနေကျေးဇူးတော်ခံစားဖို့ရှိလားရှိပါတယ်အခုပြောဘာကျေးဇူးတော်ရမလဲတကယ်လို့ပြုဟာလေပြုပြင်ခြင်းအတိပြုပြင်ခြင်းဟုတ်လားဟုတ်ပါတယ်ခိုးတတ်တယ်တောင်းပန်လိုက်တယ်နောက်ခိုးတော့ဆဲတတ်တယ်ဆဲမိပြီးမှပြီးငါဆဲမိငါပါစက်ညက်ပတ်တယ်တောင်းပန်လိုက်တယ်နောက်ဆဲတော့ထိန်းထားတာလားပြင်ပေးလိုက်တာကိုယ့်ကိုထိန်းတာလားဖယားပြင်ပေးလိုက်တာဒါပဲဖယားကိုတတ်တာအတစ်ပြပြင်လိုက်ဟုတ်လားဒါကြောင့်မလို့ဒီစာလံ129မှာအပြစ်တောင်းပန်တဲ့သူဟာဘာဖြစ်လဲအပြစ်တောင်းပန်သူဟာဘာခံစားရမလဲကျေးဇူးတော်ကိုခံစားရဒါကြောင့်စာလံဆရာပြောတယ်ကျေးဇူးတော်ကိုခံရပါမည်အကြောင်းကိုယ်တော်ကိုစိတ်နှလုံးအတွင်းမဲ့တောင်းပန်ပါ၏အဲ့ဒါကျေးဇူးတော်လို့ပြောရင်တောင်းပန်တာပါလားပါတယ်အဲ့ဒါနားလည်စေချင်သဘောပေါက်လားအဲ့ဒါကျေးဇူးတောင်းပန်တဲ့အတွက်ကြောင့်အပြစ်လွတ်ခြင်းကိုရတာလားပြုပြင်ခြင်းလားပြုပြင်ခြင်းအပြစ်ကလွတ်ပြီးသားကိုတောင်းပန်တဲ့ကဘုရားကိုပြင်ပါပြီးလိုက်ဟုတ်လားကိုအသက်တာမှာပြောင်းလဲပါလားဒါကြောင့်မလို့ဒီနေ့အားပေးနေတယ်အဲ့ဒီလိုဘုရားကပြင်ကိုကလည်းကျမ်းစာဖတ်တောင်းမှန်ကျမ်းစာဖတ်ကိုပြုကိုမြင်တော့တောင်းမှန်ဆိုတော့နေ့စဉ်သက်တာမှာဘုရားကနေ့တိုင်းပြင်နေဟုတ်လားနေ့တိုင်းလည်းကိုကတောင်းမှန်နေနေ့တိုင်းလည်းလောကကြီးမှာရှောက်သွားနေတဲ့အခါမှာဘုရားမကြိုက်တဲ့အရာတွေရှိလားရှိပါတယ်ရှိတဲ့အခါနေ့တိုင်းဘုရားဖော်ပြလားဖော်ပြတဲ့အခါနေ့တိုင်းဘုရားကပြင်ပေးလားပြင်ပေးတယ်သွားတော့ခဏတိုက်ရတယ်မြင်တာတော့တစ်ခါတည်းနဲ့9ရက်စာပြီးတိုက်လို့တစ်လို့မရဘူးဟုတ်လားမဟုတ်လားထုံနေထိပါလေပြီးတော့ပြန်တိုက်တက်ရတယ်သွားလဲဟိုစားဒီစားပြန်တိုက်ရတယ်ခြေတော့လဲဟိုဖေးဒီဖေးပြန်စီးရတယ်မဟုတ်လားခရိယန်အသက်တာပါလေလောကကြီးမှာရှောက်သွားတဲ့အခါမှာဘုရားမကြိုက်တဲ့အသက်တာတွေပေါ်လာလားပေါ်လာတဲ့အခါပြန်တောင်းပန်ရတယ်အဲ့တော့ဘုရားကပြင်ရင်နဲ့ကဲပြန်ပြောဘုရားကဘယ်သူနဲ့တူအောင်ပြင်လဲအဖနဲ့ဘုရားကဘယ်သူနဲ့တူအောင်ပြင်လဲဘုရားဟာကားတော်ယေရှုနဲ့တူအောင်ပြင်တယ်နောက်တစ်ခုပြောရင်အဖေဟာသူနဲ့တူအောင်ပြင်တယ်ဟုတ်လားမဟုတ်လားစံတို့ဘုရားဟာဂိုင်းကနာနဲ့တူအောင်မပြင်ဘူးစံတို့ဘုရားကလူမျိုးနဲ့တူအောင်မပြင်ဘူးဘုရားဟာသူနဲ့တူအောင်ပြင်ပေးတယ်ပြင်
တော်တို့ဟာဘယ်နဲ့တူလား အဖနဲ့တူတဲ့တားဖြစ်တာဟာလေလုယာအာမင်အဲ့ဒီအဖေနဲ့တူတဲ့တားကိုအဖေလို့ခြင်းအဖေတူတားကလောကကိုအောင်အဖေတူတားကစာတန်ကိုအောင်အဖေတူတားကဇာတိကိုအောင်သွားတာဟုတ်လားအဲ့တော့စာရမဏေကအဖေတူတားနဲ့ပေါ်စေခြင်းလားမပေါ်စေခြင်းနဲ့အတွက်ကြောင့်အုံနောက်မကျက်တဲ့တရားဟောဆရာတွေကိုစာရမဏေကသုံးတောင်းပန်စရာမလို့ဆိုတော့သူတောင်းပန်မလားမတောင်းပန်တော့ပြည့်ပြည့်ရမလားမရတော့သူ့ရဲ့တတ္တလောကကိုစာရံကိုဆိုတဲ့တခြင်းကယခုငါအောင်မြင်ပြီဟုတ်လားမဟုတ်လားစာရတိရှောင်းရထပ်ပြီးအောင်နေတာပဲအဲ့ဒါအောင်မြင်လားအောင်မြင်မှုဒါမျိုးတားတွေကိုစာတမဏေကလူချင်းတာအဲ့ဒါပဲအဲ့ဒါကြောင့်အဲ့ဒီလိုလူတွေလည်းမကုန်ဘူးလောကကြီးမှာအများကြီးစာတမဏေကဒီကောင်တွေကိုလည်းထားတယ်ဒါမဲ့အဲ့ဒီလူတွေဖျောက်တာဟုတ်လားရှင်းဟုတ်ပါရဲ့ဟုတ်လားဟုတ်ပါရဲ့ကဲတင်ချင်းရလားရတယ်ကဲတင်ချင်းရတယ်ငယ်ရဲမကြဘူးမကြဘူးဒါပေမဲ့သူတို့ကအောက်ပြင်းခြင်းမရပုံနဲ့ပြောရင်နံပါတ်1လား2လား3လားနံပါတ်2အဲ့ဒါပြရသူတို့ကဲတင်ချင်းရပြီလားဒါပေမဲ့သူတို့အတ္တဟာအောင်မြင်တဲ့အတ္တရောက်လာမရောက်လာဒါကြောင့်ဟိုနာပလင်းထောင်ဒီနာဘူးထောင်လုပ်တာဒီကောင်တွေပဲဟုတ်လားမဟုတ်လားဟုတ်ပါဘူးအဲ့ဒါပဲဒါကြောင့်ကျွန်တော်ပြောနေသင်ဟာကောင်းကင်အဖနဲ့တူဖို့ဘယ်သူမှပြင်လို့မရအောင်အဖပြင်ပါရအဲ့ဒီအဖပြင်ဖို့ဆိုတာလည်းကျွန်တော်တောင်းမှန်တဲ့အခါကျမှပြင်တောင်းမှန်ဖို့ဆိုတာလည်းတရားတော်ဆိုတဲ့ခဏကိုကြည့်ရတယ်ဟုတ်လားမဟုတ်လားအဲ့ဒီကကိုယ့်ရဲ့အသက်တာကိုပြင်လိုက်တဲ့ပြင်လိုက်ခရပြင်လိုက်တဲ့အတွက်ကြောင့်သင်ကိုယ်တိုင်ဟာဘယ်သူနဲ့တူလာမလဲကောင်းကင်အဖနဲ့တူသွားသင်ဟာအောင်မြင်တဲ့လူဖြစ်ပြီလားဖြစ်ပါပြီဖြစ်လာလားဖြစ်ပါပြီရေးကြည့်လားရေးကြည့်ပါရေးကြည့်လားကြည့်ပါတယ်ချုပ်လူရပါချင်းလေးဆိုတိရောတိကိုဟာတဲ့မယုံကြည်သူကိုပြောတာတဲ့ယုံကြည်သူနဲ့မဆိုင်ဘူးတဲ့အဲ့ဒီအုံနောက်မကျက်တဲ့သူကဘာတိမှလဲရှင်းရှင်းပြောမယ်ကျွန်တော်ပြက်ပြက်ပြောတာအစိုးရဆိုတာတချင်းပဲဆိုတတ်မယ်နော်ကျမ်းစာလာမပြောနဲ့မရအောင်တချင်းပဲတက်အောင်ဆိုပြီးပေးတဲ့အလူလူပြီးဆင်းသွားလိုက်ကျမ်းပိုက်တွေခွာမဟောနဲ့ကျမ်းပိုက်သူသိမလားသူသိမလားပယံသမားဘီလက်ပြင်နဲ့တန်ရက်ကြိုက်ပြီးအိမ်ကိုပယံလုပ်ပြီးပြန်သွားလွှတ်လာဆိုရင်လည်းဒီပါလွှတ်ဆိုရင်ဆောင်းဆောင်းကြီးထွက်လာတယ်ချက်လို့တော့ရပါတယ်မညီမလားညီဘူးလက်သမားကရေပေါ်ထိုးပြီးပြန်သွားပယံလာမကြိုက်နဲ့နိုင်ငံကညီမမဟုတ်ဘူးဟုတ်လားမဟုတ်လားဟုတ်ပါတယ်တရားဟောဆရာတရားဟောတချင်းသွားမတင်နဲ့သူတင်တဲ့တချင်းဆိုတကယ်တချင်းအမှန်နဲ့သူထွက်မှာမဟုတ်ဘူးတယောက်နဲ့တယောက်ဖျားခင်သုံးတာတူလားမတူဘူးကိုယ်လိုက်နဲ့ဆိုသွားရစံတော်တခါမှတချင်းထွက်မစိုးစံတော်ဆိုရင်ဘယ်ပြီးမှမရှိစံတော်တချင်းဆိုတာကြီးမရှိဒီဘုံမှာမရှိနော်ဝိုင်းပြီးပြင်နေရစံတို့ကျမ်းစာလည်းတချို့ကကျမ်းစာလည်းတင်တတ်တယ်တရားလည်းဟောတတ်တယ်တချင်းနဲ့ဆိုတဲ့အားလုံးရလားရတယ်သူအားလုံးလို့အောင်မြင်လိုက်ပြီဘုရားသူအားလုံးပြတာဟုတ်လားမဟုတ်လားတချို့ဆိုတော့တချင်းနဲ့ဆိုတတ်တာကဘာဦးတော်သူအမိတော့သိတဲ့ကောင်မဟုတ်ဘူးကျေးဇူးတော်ကြောင့်ဘဝပြတ်ခံပြီးလမ်းတော်မှာခရစ်တော်ကဲတာကောက်ရုံခဲ့တဲ့ကောင်တော့ကဲတင်ခြင်းပဲနားလေတယ်တတ်တယ်ခံပြီးဆင်းသွားအဲ့ဒါကိုခွာပြီးတော့မှအတ္တတာမှာတောင်းမှစရာမလိုတော့ခုမှတဘောပေါက်တယ်လမ်းပေါ်နဲ့မချက်တဲ့အုံလုံးဟုတ်လားမဟုတ်လားဟုတ်ပါတယ်အေးအဲ့တော့ဒီနေ့ခမည်းတော်ကိုယ်တိုင်ကလည်းသိရနောက်ကပတ်တော့ဟုတ်လားမဟုတ်လားအေးအဲ့တော့ရန်ကုန်မှာဗမာပြည်မှာဒီလိုခွာអော်တဲ့လူတွေအများကြီးပဲနာမည်ပြောစရာမလိုဒါနဲ့သိရတယ်အဲ့ဒါတော့ကျွန်တော်တို့ကနောက်ကပတ်တော့နားထောင်ရင်တန်စင်မကြီးနဲ့တေချာအတိတ်ပဲနားတော့မှန်ယူမမှန်ရင်ယူနေ
တချင်းနားတော့တချင်းတေချာနားတော့ခွန်ရရင်ပြောတယ်ဟုတ်လားမဟုတ်လားအဆိုတော့တရားတက်ဟောပြီးတရားဟောဆရာတချင်းခွာဆိုနားတယ်အများကြီးပဲမှာပုံနေတာလေတဘောပေါက်လားအေးသူ့စကားနဲ့သူ့နာကိုတွဲပြီးနားထောင်တာစကားနဲ့နားမလွဲနဲ့ကချင်စကားကိုကချင်နားနဲ့နားထောင်ကချင်စကားကိုဗမာနားနဲ့သွားနားမထောင်နဲ့ပြတ်တက်လာတယ်ကချင်ကဗမာဗလာမင်းတဲ့တရားဆောက်တယ်ကချင်ကပြောသွားတယ်မခိုင်းဗမာတရားဆောက်တော့ကချင်ကဘာပြောလဲမခိုင်းဗမာညီးတာဘာလို့မခိုင်းလဲဘီလာမြင်နဲ့ဆောက်တာအေးမခိုင်းလို့မခိုင်းနဲ့ဟဲ့ကောင်လုံးဝမပြူကာမခံနဲ့တန်ပေါင်းထည့်ထားတယ်ဟဲ့ကောင်ဘာပေါင်းထည့်တဲ့မခိုင်းနဲ့ကချင်လိုတရားကိုမခိုင်းဘူးခေါ်ဗမာကမခိုင်းဆိုတော့မခိုင်းဘူးဟုတ်လားမခိုင်တော့သူစောက်တဲ့တရားကိုပြောကြမပြောသွားတာဘာလို့မခိုင်ရမလဲကချင်ရတယ်မခိုင်လို့မခိုင်ဘူးဆိုကချင်စကားကိုဘာနဲ့နားထောင်ရလဲကချင်နားနဲ့နားထောင်မှတဲ့တာဟုတ်တယ်မဟုတ်လားအေးစင်ကာပူတရားဟောဆရာဟောတာကိုစင်ကာပူနားနဲ့နားထောင်ဗမာပြည်နားနဲ့နားမထောင်နဲ့စင်ကာပူအုံနောက်ကတစ်မျိုးဗမာပြည်အုံနောက်ကတစ်မျိုးဟုတ်လားမဟုတ်လားဥပမာဆိုပါလို့ဒါမရောက်ပါဘူးဒီစာလုံးစင်ကာပူမှာဒါမရောက်ဘူးအတင်းတော်လူတွေအားလုံးအလကားပေးမယ်စေတနာရှိတဲ့လောက်ပါဝင်ကြတာမရောက်ဘူးဒီစာအုပ်အရင်ဟာဒေါ်လာ$2ကျပါလေအရင်ထည့်ခြင်းလည်းရတယ်မထည့်ခြင်းလည်းရတယ်အလကားပေးတယ်စေတနာရှိတဲ့လောက်ထည့်မထည့်ခြင်းလည်းရတယ်အဲ့မှာရှင်းတောင်းထားတယ်လာထည့်ခြင်းနဲ့မထည့်ခြင်းလည်းဘယ်လိုတော့စာအုပ်ကဒီဘက်မှာရှိတယ်လို့ကြည့်ယူပါအရင်က$2ကျစင်ကာပူမှာကြော်ညာတယ်အုတ်တရားအရင်ဘယ်လောက်လဲနှစ်ကျပ်အုတ်တရားဆိုတော့$200မချလိုက်တဲ့စင်ကာပူမှာဘွားလူရယူသွားတဲ့စင်ကာပူလူရဒီဘက်ချင်းတောင်းလာဒီ$900ရစင်ကာပူလူတွေရဲ့အုံနောက်နဲ့စိတ်နှလုံးကဘယ်တော့မှရှော့မပေးဘူးယူပြီးရှော့မပေးဘူးနော်အရင်တက်ကြော်စီရအလကားမျိုးမင်းတို့စေနာနဲ့တရားကံမှုထားတယ်ဘာလို့ပြန်ပါလို့လဲဒါကြောင့်နှစ်ကျက်ရောက်ရင်နှစ်ကျက်ရတယ်အလကားပေးလိုက်$900ရဒါနှစ်ကျက်နဲ့ရောက်ရင်ဘယ်လောက်ရမလဲ$စုစုပေါင်း$400ရအုတ်တရားဆို$200ရမယ်$200ပဲရမလို့$200အလကားပေးလိုက်တော့ဘယ်လောက်ရလဲစင်ကာပူမှာအဲ့လိုကျွမ်းတာအဲ့ဒီအကျင့်ကိုဗမာပြည်ယူမသွားနဲ့နော်ဗမာပြည်မှာအဲ့လိုကြော်ညာရင်ချင်းတောင်းမှာအလွတ်ပဲရဗမာပြည်ရဲ့စိတ်နှလုံးကအလကားပေးရင်ရေပါခွာတော့ဗမာပြည်ကတော့အလကားရရင်ရေပါမနှမျိုးကိုကောက်ဆိုတော့စင်ကာပူကအုံနောက်နဲ့ဗမာပြည်ရဲ့အုံနောက်တူးလားစင်ကာပူစိတ်နှလုံးနဲ့ဗမာပြည်စိတ်နှလုံးတူးလားအဲ့တော့စင်ကာပူကဆရာတွေကတရားဟောရင်စင်ကာပူနိုင်ငံသားတို့မှန်တယ်ဗမာနိုင်ငံသားတွေမမှန်ဘူးဟောအခွင့်အရေးယူဖို့စောင့်နေတာဒါကြောင့်စင်ကာပူတရားဟောတဲ့ဟာဗမာပြည်ရောက်တဲ့အခါမှာဗမာပြည်ကောင်ကိုပြည့်စုံတော့အဲ့လိုလေဟိုကောင်ကအခွင့်အရေးသမားတွေဗမာပြည်သားအချစ်မှာခရီးရဘယ်လိုခွင့်ရယူရမလဲဒါပလကားပေးတယ်အရင်ကတော့တရားကြတယ်ပစံပမာငွေဟုတ်တရားထားတယ်ပါဝင်ရင်မှာပါဝင်တဲ့ကတော့ပါဝင်ရင်လည်းရတယ်ယူသွားတယ်အောင်ချင်းအောင်တော့ချင်းအောင်မပြောက်တာကျေးဇူးလည်းချင်းဟုတ်လားဟုတ်တယ်ဆိုတော့ဗမာပြည်ခရိယာနဲ့တရားဟောဆရာတွေရဲ့အုံနောက်ဟာအခွင့်အရေးအုံနောက်တင်တန်းလာတိုက်နေတာမှာထမင်းကျွေးလာတယ်ကျွေးတယ်လာမယ်ထပ်မေးလေးတွေလာကန်ဒီဘုရားကြောင့်ရောက်တော့ရောက်လာအသွားပြန်ခရီးစိတ်ရောပေးလာအော်မလီထမင်းကျွေးတယ်တော့ရတယ်ခရီးစိတ်ပါကောင်းတယ်ပေးမယ်ကြိုက်တမီးလေးနဲ့တက်ချင်လို့ခေါ်လာလို့ရမလားဘယ်လိုလဲ3နှစ်
ခိုင်းစီမျိုးတုံးပြီးကိုခေါ်လာပြီးအပြန်စင်းတောင်းတယ်ပြီးဘာမှပြီးအောင်တော့ဟုတ်လားဘာပဲဖြစ်ဖြစ်ငါတို့ပါဝင်မယ်ဆိုတဲ့စိတ်မရှိဘူးအော်တယ်ဒီလိုလူတွေကိုကျန်းစာတင်ရင်တတိထားတယ်စင်ကာပူကတင်နေနဲ့တွားမတင်နဲ့တရားဟောဆရာရှိတဲ့ပစိုးကချုပ်ပေးပြီးပြန်မယ်လွယ်ဘူးအဲ့တော့စင်ကာပူကတရားဟောချက်ကစင်ကာပူအတွက်တော့မှန်ပေမဲ့ဗမာပြည်သားအတွက်တော့မှားရေဟိုကောင်ကြီးအပြစ်လို့ကိုချောင်းနေတာဟုတ်လားအေးဒါကြောင့်သူ့နေရာနဲ့သူဟောတာအဲ့လိုပြောလို့တရားဟောချက်ကိုဘယ်လောက်လဲလောက်ပါလို့ဆိုတာမဟုတ်ယေရှုကိုယ်တိုင်နေရာကြည့်ပြီးဟောတယ်ပူပူလေးစကားကိုပြေးလိုက်ယေရှုကပြောတယ်လူသားဒီပြောက်တော်သူကိုရှာရင်းကဲတင်တဲ့တော့ကကြွလာတယ်စကားပြောက်တယ်ပူပူလေးဟုတ်လားအဲ့တော့ယေရှုကပြောတယ်လူသားဒီပြောက်တော်သူကိုရှာရင်းကဲတင်တဲ့တော့ကကြွလာဒီလိုပြောတာအဲ့ချတဲ့ကိုတွေ့တော့ပူပူလေးဆိုဟုတ်တယ်မဟုတ်လားအဲ့ဒါတကအဲ့ဒီယေရှုပဲရေတွင်းနဲ့တွားလိုက်တော့မရေခန့်နေတဲ့ရှမာရိမိန်းမကိုတွေ့ဘာပြောလဲရေတစ်ခွက်ပေးပေးမယ်မင်းပေးတဲ့ရေကိုငါတို့တောက်ရင်အဲ့ဒါခဏခဏငတ်မယ်ငါပေးတဲ့ရေကိုမင်းတောက်ဘယ်တော့မှရေမငတ်ဘူးထားပါလားရေမငတ်တော့ရေတွင်းမှာအဲ့ကြောက်တော့သူတွေပြောလားရေတွင်းမှာရေနဲ့ပတ်သက်ပြီးဟောတော့ဟုတ်လားဇက်ကဲကိုတော့ကြောက်တဲ့ကိစ္စနဲ့ဟောသွားဟုတ်တယ်မလားမုတ်ကျွေးတဲ့နားရောက်တော့ဒီမုတ်ကိုစားရင်ပြန်ပိုက်စားငါပေးတဲ့မုတ်ကိုစားဒီမုတ်ကတင်တော့ဘုလို့ငါချိုးပဲတော့နိုင်ကိုဖြစ်တယ်ပြောလားဒီမုတ်ကိုစားတဲ့လူကငါနဲ့ဆက်ဆံတဲ့လူဖြစ်ထာဝရတက်ကိုရလို့တော့ငါအတ္တမုတ်ဆိုတဲ့ငါကိုမလို့စားရမုတ်ကျွေးကနေမှာမုတ်နဲ့ဟောသွားရေနားမှာရေတွင်းနားမှာရေနဲ့ဟောသွားပူပူလေးစကားကိုပြီးတော့ပြောင်းရခဲ့တဲ့အဲ့တော့ဟောသွားတရားနဲ့တရားဟောတာဟုတ်လားမတူဘူးဆိုတော့တပါရှိတဲ့ညီကောင်မောင်တို့ကအတိတ်ပဲနားတယ်လို့လားလို့လားအဲ့ဒါအရေးကြီးလားမကြီးဘူးလားကြီးပါတယ်အဲ့ဒါအရေးကြီးတယ်ကဲ break ပြီးတော့ဆက်သွားလိုက်တော့နော်ဆိုတော့ဒီကနေ့ကျွန်တော်ပြောချင်တာကစင်ကာပူကတရားဟောကြားစင်ကာပူအတွက်ဟုတ်တယ်မှန်လားမှန်တယ်ကောင်းပါဟုတ်တယ်အဲ့ဒီဥစ္စာဗမာပြည်ပြေသွားတော့ဗမာပြည်ကအခွင့်အရေးသမားနားနဲ့ကြားတော့သွားရောဟုတ်လားမဟုတ်လားပြက်တော့ဒါကြောင့်ဒီနေ့ကျွန်တော်အားပေးတဲ့တကယ်တက်တာကအရေးကြီးဝိညာဉ်ရေးရဟုတ်လားအဲ့တော့ဒီမှာရှိတဲ့ညီကိုမောင်တို့ကတောင်းပန်တယ်ဆိုတာရေးကြည့်လားမကြည့်လားကြည့်ပါတယ်အရေးကြီးတယ်အဲ့တောင်းပန်တာကိုကဘာခေါ်လဲကျေးဇူးတော်ဒါဆိုရင်ကျေးဇူးတော်သိလို့တောင်းပန်တာလားကျေးဇူးတော်သိရင်တောင်းပန်စရာမလိုလားကျေးဇူးတော်သိတောင်းပန်တာဒါပဲကျမ်းစာကကျေးဇူးတော်လို့ပြောရင်တောင်းပန်တာ ਨੇ ကျေးဇူးတော်တွဲနေလားတွဲနေလားတွဲနေအဲ့တော့ကျွန်တော်ပြောတယ်သူတို့ကတော့ဒါလည်းမယုံကြည်သူကိုပြောတဲ့ကြပိုက်ပါယုံကြည်သူကတောင်းပန်စရာမလိုတော့ဘူးယုံကြည်သူကတောင်းပန်စရာမလိုတော့ဘူးပြောရောပြောရကောင်းပြီယုံကြည်သူတောင်းပန်ရလားမတောင်းပန်ရလားဆိုတော့ကျွန်တော်ပြတမန်တော်ဝိတုကိုပြောတမန်တော်ဝိတုတမန်တော်ဆက်ကိုအငယ်ဆက်ရှိကိုဖတ်တမန်တော်ဆက်ကိုဆက်ရှိယုံကြည်သောသူအများတို့သည်လည်းလာ၍မိမိတို့အချင်းကိုပေါ်ပြတဲ့တောင်းပန်ကြ၏တမန်တော်ဆက်ကိုဆက်ရှိအဲ့ဆိုယုံကြည်သောသူများတို့သည်လည်းယုံကြည်သောသူများတို့သည်လည်းလာ၍မိမိတို့အပြစ်ကိုမိမိတို့အချင်းကိုပေါ်ပြ၍တောင်းပန်ကြ၏ဘယ်သူကတောင်းပန်တာလဲယုံကြည်သူလားမယုံကြည်သူလားယုံကြည်သူကဘာလုပ်လဲတောင်းပန်တယ်ကျွန်တော်အဲ့ဒါပြောအဲ့ကြပိုက်ကဲတပါးလေးယုံကြည်သူတောင်းပန်နေပြီဘယ်လိုလုပ်လဲအဲ့ဒါဓမ္မဟောင်းတယ်
လုပ်ပြီမင်းကတော့လုပ်ပြီတမန်တော်ဝိထုဓမ္မဟောင်းလားတက်လားမသိပြည့်ညတ်တော်ကာလလားကျေးဇူးတော်ကာလကျေးဇူးတော်ကာလကျေးဇူးတော်ကာလမှာကောင်းမှန်တာရှိလားရှိတယ်ရှိလားမရှိဘူးလားရှိတာပေါ့ကျေးဇူးတော်ကာလမှာကောင်းမှန်တာရှိတာပေါ့အဲ့ဒါနောက်ဆိုဒီမှာရှိတဲ့မိဘကြီးပုံပုံမတွေဘဝအသက်တာမှာကောင်းမှန်ခြင်းကအရေးကြီးလားအရေးကြီးတယ်အရေးကြီးတယ်ကောင်းမှန်တာအရေးကြီးတယ်သဘောပေါက်လားတကယ်ယုံကြည်သူကဘာလို့ လဲတောင်းပန်ယုံကြည်သူကတောင်းပန်အဲ့ဒါဟုတ်လားဘောပေါက်လားယုံကြည်သူကတောင်းပန်ကျမ်းစာမှာရှိဒါနဲ့ဒီလူတွေက6လက်ပါကုန်တယ်အယူတွေစကားကိုပြောတယ်ကျွန်တော်ပြောပြီးပြီအုံနောက်မကျက်တယ်ပေါ့ဒီကောင်လေးထပ်ပြောပြဒါခင်ဗျားတို့စီလည်းရောက်လာရင်လည်းရောက်လာပြီတော့နားလည်ထားဖို့ပြောပြကြိုပြီးတော့ပြောပြဒါနဲ့သူကထပ်ပြောတကယ်လို့တဲ့ခမည်းကတောင်းပန်ဖို့လိုတယ်လို့ယုံရင်တောင်းပန်တဲ့တောင်းပန်စရာမလိုတော့ဘူးလို့ယုံရင်မတောင်းပန်နဲ့တဲ့ဖယားဘာမှမလုပ်ပါတောင်းပန်ဖို့လိုတယ်လို့ခမည်းယုံရင်တောင်းပန်စရာမလိုတော့ဘူးလို့ယုံရင်လည်းမတောင်းပါနဲ့နှစ်ခွက်သလုံးမှန်ပါလေလောက်ပြရောဒါနဲ့အေးလေမင်းပြောတဲ့ဥစ္စာကျမ်းစာမှာပါဖို့တော့ကောင်းတယ်မှန်ရင်ပြောတာမှန်တယ်ဆိုတော့ဘာတော့ပါမလဲကျမ်းစာပါမယ်တောင်းပန်ဖို့မလိုဘူးလို့ယုံရင်မတောင်းပန်နဲ့စံလို့မထောက်တာမထောက်ကဒါမထောက်ကြရင်ရှင်းပြကျမ်းပိုင်တယ်ဒါနဲ့ကျွန်တော်ကျမ်းစာရှာရခင်ကြပ်ပိုက်ပြီးတမန်တော်ငါးကိုကြည့်လိုက်တမန်တော်ငါးတေကနေ30တင်းနေပဲခါတင်းနေပဲခါရတို့ရာတွေအာနီနဲ့ရှိပြီရဲ့ရှိတော်ဒီမယားတော်တို့ကဥစ္စာစုံတို့ကြောင်းပြောင်းပြီးတို့သူမိမိကိုယ်နဲ့ဘောတူတဲ့ဘိုးကြီးဘိုးကိုဝတ်တွေကြည့်ဘိုးလာဆိုတဲ့မာတော်ကြီးချိန်နိုင်ပါတယ်ကဲအဲ့လိုစဉ်းစားအာနမီနဲ့ရှပီလီဆိုတဲ့လေများနှစ်ယောက်ရှိသူတို့ကဘောနေကယုံကြည်သူကဲတင်ကြီးရပြီးသားသူတွေဒီဘောနေကနေယုံကြည်သူကဲတင်ကြီးရပြီးသားသူတွေဟာဒီယုံကြည်သူတွေကဘာလို့လဲဆိုတော့ဒီယုံကြည်သူလေများနှစ်ယောက်မြေကွက်ရောက်တယ်ရောင်းပြီးမှတဝက်ကိုခွတ်ထားတယ်ကျမ်းစာမှာတပိုးလို့ပြောတယ်ဒီကတော့တဝက်လားဆယ်ဖို့တပိုးလို့ပြောတပိုးဆိုတာတဝက်ခွတ်ထားတယ်နောက်တဝက်ကိုယူလာတယ်ယူလာပြီးမှတမန်တော်ပေတရုရဲ့ခြေရည်မှာထားတယ်ရောထားလိုက်ဘာပြောလဲဆိုဒါငါတို့မြေကွက်ရောင်းထားတဲ့အကုန်ဘာဖြစ်လို့သူကအကုန်လို့ပြောလဲဆိုကျွန်တော်ပြောမယ်အဲ့ဒီခေတ်တုန်းကလူတွေကလေကိုယ်မှရှိတာအားလုံးရောင်းပြီးအဲ့ဒီလိုအားလုံးလူစားကုန်ကားရင်မင်းလည်းမင်းဥစ္စာရောင်းပြီးအားလုံးပူစားအေးမလို့ကောင်းပြီလားကောင်းရင်တို့လည်းဥစ္စာကုန်ရောင်းပြီးတော့အားလုံးပူစားအေးမလို့ကောင်းရင်တို့လည်းရောင်းပြီးအေးမလို့တဲ့ခေတ်ရေးလဲနိုးကြတဲ့အချိန်အားရရောင်းတော့လုပ်တာဆိုတော့ရောင်းပြီးနဲ့ဘုသူတို့လည်းရောက်လာပြီလေအာနန္ဒီနဲ့ရှပီတွေအလည်းရောက်လာပြီအခုကျွန်တော်ပြောတာရောင်းပြီးအေးမလို့လုပ်တဲ့ဆိုတာတမန်တော်လေးနောက်ဆုံးမှအဲ့ဒါပါတယ်တမန်တော်လေးနောက်ဆုံးမှကြည့်လိုက်နောက်ဆုံးမှရောက်ခလိုက်တမန်တော်လေးနောက်ဆုံးမိမိပါတော်ကိုရောင်းပြီးရတော်ကိုယူဆောင်ပေးတဲ့တမန်တော်တို့ချင်းနိုင်ပါသည်ဆိုတော့အားလုံးကရောင်းပြီးအေးဝင်လုပ်တဲ့အချိန်ကိုတော်မှသူများရောင်းမှသွားစားနေတယ်မဟုတ်လားအဲ့တော့ကိုယ်လည်းရောက်တော့မရောင်းလို့ရမလားမရတော့လေအားနာတာဗောဒါပေမဲ့နှမျောတယ်သူများစားတော့အားရပါရကိုယ်ကလေးကနှမျောတယ်ဒါမရောက်လို့မရတာအာနန္ဒီနဲ့ရှိပြီလေရောက်တဝက်ဖတ်ပြီးမှနောက်တဝက်ကိုယူလာပြီးတမန်တော်ချင်းမှထားလိုက်တယ်ရောပါဇက်ကပြောလိုက်တယ်အဲ့ဒါအကုန်ဘာလို့လဲတကယ်တော့အကုန်လားတဝက်လားတဝက်အဲ့ဒါအကုန်လို့သူညာလိုက်တာဒါနဲ့ချက်ချင်းဘုရားခင်ရဲ့ဝိညာဉ်တော်ကပေါ်ပြတယ်တမန်တော်အာနန္ဒီနဲ့ရှိပြီညာတာအခုအာနန္ဒီမင်းကိုညာပြီအာနန္ဒီဆိုတာယောက်ျားရှိပြီကမိန်းမ
အာနနိယလာပြီးတော့တန်ရှင်းရင်တော့ပေါ်ပြတမန်တော်အဲ့ဒါညာနေတာချက်ချင်းတမန်တော်ကပြောတယ်ဟဲ့အာနနိမင်းတို့ရောက်လာတာအကုန်လားဟုတ်တယ်မင်းတို့ကဖျားကိုလည်းညာတယ်ငါတို့လည်းညာတယ်ဒါဆိုအပြစ်ကိုပေါ်ပြပြီလားပေါ်ပြပြီလားပေါ်ပြပြီဘယ်သူကပေါ်ပြပြီလဲတမန်တော်ဘယ်သူပေါ်ပြလဲတန်ရှင်တော်ဘုရားအေးတန်ရှင်တော်ဘုရားပေါ်ပြအဲ့ဒီလိုအပြစ်ကိုပေါ်ပြတဲ့အခါမှာအဲ့ဒီအာနနိကသူဘာလုပ်လဲကြည့်အပိုက်ငယ်လေးမှာကျွန်တော်ပဲဖတ်မယ်လူကိုယ်သာမူတာပြောပြီးမဟုတ်ဘုရားသခင်ကိုလည်းမူတာပြောပြီးဟုပေတရုဆို၏အဲ့လိုလေပြောလိုက်တော့ပြောပြီးရင်အပိုက်ငယ်ငါ့ကိုကြည့်ထိုစကားကိုကြားလိတွေ့လားတွေ့ပါတယ်တွေ့လားကဲတယောက်ချင်းကြည့်ထိုဆိုတာကိုကြည့်ပြန်လားထိုဘေးနားမှာမရှိတယ်စကားမို့ဒီဘက်အချမ်းဆိုဤဟုတ်ပြီလားကဲမြောင်ကြည့်ချမ်းသာကြည့်အဲ့ဒါသိချတင်ရမယ်ဤရှိလားရှိလားဤပြီးတော့ဘာလာလဲဘာလာလဲထမ်းမေးမယ်ထိုနဲ့ဤနဲ့ကြားမှာပါရှိတယ်ပါရှိတယ်ကျက်စာကိုကြည့်ဒီမှာမကြည့်နဲ့ထိုနဲ့ဤနဲ့ကြားမှာပါရှိတယ်ပုံမှန်ဟုတ်လားထမ်းမေးမယ်ပုံမှန်နဲ့ထိုနဲ့ကြားမှာပါရှိတယ်ပါရှိတယ် just ဓမ္မပုံမှန်နဲ့ထိုနဲ့ကြားမှာဓမ္မdas felaအဲ့ဒီ das ကအဓိပ္ပာယ်ပါအဓိပ္ပာယ်ဒီမှာကြည့်မင်း9 နာရီကျော်ရင်အပြင်မထွက်နဲ့9 နာရီကျော်အပြင်မင်းအပြင်ထွက်လို့ကတော့ငါအကြောင်းဒီစီရမယ်အဲ့ဒီ desk ကအဓိပ္ပာယ်ရှိလားရှိပါတယ်ဘောပင်မင်းကုံလားဖြစ်နိုင်လားဖြစ်နိုင်လားအဲ့ဒီ desk ဆိုတာအဓိပ္ပာယ်ရှိလားရှိလားဟာအဲ့ကောင်အဓိပ္ပာယ်အများကြီးပဲအဲ့ဒါစာရေးတဲ့လူနဲ့စာဖတ်တဲ့သူတို့သားဟာနှစ်ယောက်ပဲပြီးတယ်ဟုတ်လားမဟုတ်လားမင်းကြောက်တဲ့ပတ်စံငါတို့အများကြီးကုန်ပြီငါကစာမီဝဲအောင်ဖြေတာစာကြိုးစားတာပတ်စံအတွက်လုံးဝမအောင်လို့ကတော့အော်အဖေမင်းကုန်သွားတဲ့တင်ဘောတတစ်ချောက်ပွဲပို့လိုက်တယ်ဟုတ်လားဟုတ်ပါဘူးအဲ့ဒီတက်ကအဓိပ္ပာယ်ရှိလားရှိပါတယ် somewhat စကားလုံးတချို့အဲ့ဒါရှိအဲ့ဒါကိုမရေးတော့ that's ဆိုတာစကားလုံးတချို့ရှိအဲ့ဒါကိုမရေးတော့ဒါဆိုတော့အဲ့ဒီမှာအချိန်ယူသေးလားဒီနားမှာအချိန်ယူသေးလားယူလားအဲ့ဒါကိုပြောတာဆိုတော့ခုဒီမှာကြည့်အာမနီမင်းဖျားကိုညာတယ်ငါတို့လည်းညာတယ်ပြီးလဲပြီးတော့အချိန်ပေးတယ်အာမနီကိုအချိန်ပေးတယ်နောက်လာရလို့ရတယ်တောင်းမှလို့ရတယ်ကိုဖြစ်ကိုမြင်ပြီးဆိုရင်ဘုရားကကျွန်တော်မာမီပေတရုခွန်းလို့ပါ sorry ပဲပြောရthat's ရှိတယ်အမ that's ရှိတယ်ဒါပေမဲ့အာနနိယနောက်လာရလားအချိန်ပေးလားအချိန်ပေးလားပေးတယ်နော်အမ that's ပါတယ်ပြီးမှထိုစကားကိုကြားနေအာနနိလဲတယ်တောင်းလာအာနနိသိလားသိတယ်တောင်းလာကိုအချိန်ပေးလားပေးတယ်ဘုရားအချိန်ပေးလားပေးပါတယ်ဒါပေမဲ့တောင်းလာလားမတောင်းမှဘူးဒါဆိုကျွန်တော်မေးမယ်အာနနိကမတောင်းနိုင်တဲ့ခါသိလားသိတယ်အဲ့ဒါကျေးဇူးတော်လားပြည့်ညတ်တော်ကာလားကျေးဇူးတော်ပါဓမ္မဟောင်းလားဓမ္မသစ်လားပရိညင်တရားဟောင်းလားပရိညင်တရားသစ်လားပရိညင်တရားသစ်ဒါဆိုထပ်ပြီးပရိညင်တရားသစ်ကာလမှာဘုရားကအရေးယူရှိသေးတယ်
လားရှိလားဒီကျေးဇူးတော်ကာလမှာဖခင်ကအရေးယူလားရှိလားရှိပါတယ်မရှိဘူးလားရှိပါတယ်သူတေးလားတေးတယ်တေးတာဟာစာတန်ကအရေးယူလားဖခင်အရေးယူလားဖခင်အရေးယူအရေးမယူလားယူတယ်ယူတယ်လေဗရင်းသစ်ကာမို့လို့နေကျင်တိုင်းနေလို့ရပြီဆိုလာမလို့လေမရဘူးမကြီးကျေးဇူးတော်ကာလပဲနေချုံပြီးတော့ဘွေလိုက်ဖို့စဉ်းစားတယ်ခဏအရေးတာရှိဟုတ်လားမဟုတ်လားအရေးယူတယ်ဒီမှာဘုရားကဒါဆိုရင်အာဂနိတို့ကမတောင်းမှလည်းရတယ်လို့ယုံလို့လားမယုံလို့လားယုံမယုံအရေးယူတာယုံကဲပြောယုံမယုံရေးတယ်ဘုရားကြည့်တယ်တချို့ပြောတယ်မင်းကတောင်းမှစရာလိုတယ်လို့ယုံရင်တောင်းမှလားတောင်းမှစရာမလိုလို့ယုံရင်မတောင်းမှနဲ့ဒါဘုရားစကားလားလူစကားလားလူစကားဘုရားစကားမဟုတ်ဘုရားလို့မပြောမတောင်းမှတော့ဒီမှာကြည့်တေးလားတေးလားတေးတယ်လေဒါဆိုတောင်းမှရမယ်ယုံမယုံတောင်းမှစရာမလိုဘူးလို့ယုံကျမ်းစာကဘယ်ဟာကိုလက်ခံတောင်းမှနာကိုလက်ခံတာတောင်းမှစရာမလိုဘူးလက်ခံတောင်းမှနာကိုလည်းလက်ခံတာကျမ်းစာကြည့်လိုက်ဒါကြောင့်တောင်းမှမလိုလေဆိုတောင်းမှမလိုဘူးလို့ယုံလေအဲ့ဒါကောမှန်လားမှန်ပါဘူးအဲ့ဒါမှန်လားလောကမှန်ကျွန်တော်အဲ့တပ်ပိုက်တဲ့ခုပြန်ပြောလောကမှန်ပြီးဒီမှာကြည့်အဲ့ဒါကြောင့်ဒီမှာရှိတဲ့ဒီကိုမောင်တို့မှာယုံကြည်သူကမတောင်းပန်တဲ့အတွက်ဘာဖြစ်လဲသိလားသိတယ်တနည်းပြောရင်ဘုရားတန်ခဏခံလားဘုရားတန်ခဏခံရခဏနေတော့ရှပိတွေရောက်လာတော့ယောက်ျားထောက်ပတ်ပြီးအလူသွားထဲတော့ရှပိတွေရောက်လာတော့စိတ်ထဲမှာထင်မှာပေါ့ပေသူတို့တော့ပြာခတ်ပြီးငါ့ကိုကော်ဖီတွေနဲ့အခါမလားအခုနအထုပ်ကြီးငါယောက်ျားသွားလူထားပြီဆိုတော့တွေးမှာပဲဟိုလဲရောက်တော့ပေသူကလာအောင်ရှပိတွေနေတော့မြေကွက်အလောက်နဲ့ရောက်တာဟုတ်လားဟုတ်တယ်ရှပိတွေကလည်းဟုတ်တယ်အေးမင်းတို့လင်မယားများတော်ညီတယ်သူကမင်းယောက်ျားတည်သွားမှာဆွဲသွားတဲ့ကျုံမှာကြည့်ခဏနေတော့ရှပိတွေတည်သွားတယ်လင်မယားတွေအလုံးပေးတယ်ဓမ္မဟောင်းကတမတက်လားမတက်ဘူးပရိညတရားဟောင်းကတက်လားကျေးဇူးတော်လားပြည့်ညတ်တော်လားကျေးဇူးတော်ကာလမို့လို့အလွဲသုံးစားလုပ်ဖို့မစဉ်းစားနဲ့မတောင်းမလို့လင်မယားနှစ်ယောက်စလုံးသိတယ်တည်တယ်ဟုတ်လားဒါကြောင့်ဒီကနေ့ဒီမှာရှိတဲ့ညီကောင်မောင်တို့မှာကျေးဇူးတော်တစ်ဖက်ဆောင်နေတာခမည်းကိုအဖေတူသားမဖြစ်အောင်လုပ်နေတာအဖေတူသားမဖြစ်အောင်ဘယ်သူကလုပ်နေလဲစာရမဏေဘာလို့လုပ်နေလဲကျေးဇူးတော်တစ်ဖက်ဆောင်တကယ်ကျေးဇူးတော်လားတစ်ဖက်ဆောင်လားတစ်ဖက်ဆောင်ဘုံနောက်မတက်တဲ့အခွင့်အဲ့ဒါဆိုတော့ဒီမှာရှိတဲ့ညီကောင်မောင်တို့မှာဖယားဟာတင့်ကိုအဖေတူသားဖြစ်စေခြင်းလားဘုရားကဖြစ်စေခြင်းလားအဲ့လိုဖြစ်စေခြင်းဟာကျွန်တော်တို့တိုးတက်ဖို့လားဆွေးရုပ်ဖို့လားတိုးတက်ဖို့စာရန်ကိုအောင်ဖို့လောကကိုအောင်ဖို့ဟုတ်လားမဟုတ်လားဟုတ်ပါတယ်အေးအဖေတူသားပဲအောင်တယ်တားတိုင်းမအောင်အဲ့ဒါကြောင့်လို့ဒီနေ့ကိုယ့်ရဲ့အသက်တာနဲ့ဘုရားပြရှိတော်မှာတိုးဝင်ပြီးတော့ဟုတ်လားစက္ကဖို့လို့လေတကယ်ကျမ်းစာဖတ်ပြီးကိုယ့်ပြစ်ကိုဘုရားကပေါ်ပြရင်အဲ့တော့ဘာလို့ရမလဲစစ်မှန်တဲ့နောင်တနဲ့တောင်းတယ်သဘောတရားမလုံးနဲ့တကယ်နောင်တနဲ့ကြိုးပဲတဲ့နောင်တနဲ့တောင်းရင်တင်းရဲ့အသက်တာအသစ်ဖြစ်ဖြစ်လာဟာလေလုယာအဖေကပြင်သွားမယ်သူနဲ့တူအောင်သူနဲ့တူရင်သင်ဟာဘာအတွက်မှပူစရာမလိုတော့ဟုတ်တယ်မဟုတ်လားဟုတ်ပါတယ်ဒါကြောင့်လို့ကောင်းတဲ့သင်ထားမယ်အဖေတူတာဘာသာလဲဖေတူတာတာတော့တာပဲဟိုဘက်ကြီးကလူနဲ့တူတာတော့မကောင်းဘူးဟုတ်တယ်မဟုတ်လားအေးလောကနဲ့တူတဲ့သားတွေဖယားသားတော့ဖယားသားပဲဂိုင်းကနာနဲ့တူတဲ့သားတွေဖယားသားတော့ဖယားသားပဲလောကသားနဲ့တူတဲ့သားတွေဖယားလိုချင်လားလိုချင်ဘူးအဲကြောင့်အဖေတူသားဖြစ်ဖို့ကိုယ့်ရဲ့အသက်တာကိုဆက်တတ်ပါကိုယ့်ပြစ်ကိုဝန်ခံတာပြောင်းလဲခြင်းစိတ်ရှိပါတည့်ရတတ်တာအိုးပဲထူချလာ
င့်ကိုဖယားဟာဒီလောကကိုအုပ်စိုးဖို့ထားတာဟာလေလုယာအာမင်ခမည်းမရှုံးဘူးဒီကနေ့ဒီသင်္ကန်းစာတည်ရတဲ့ခမည်းမအချိန်ကြီးလာတော့ကြရချိန်ကြီးပြီလားပြီတယ်သင်မိသားစုပဲသင်ဟာရေးကြည့်တယ်သင်မိသားစုကောင်းကြီးဖြစ်ဖို့သင်ရေးကြည့်တယ်သင်တရားအောင်ရပြီသင်လူမျိုးတွေအတွက်သင်တရားအောင်ရပြီအရေးကြီးတယ်သင်ဆွေမျိုးတွေအတွက်သင်တရားအောင်ဖို့လိုတယ်ဟုတ်လားမဟုတ်လားဒါကြောင့်ကိုနားလေတော့အင်မတန်အရေးကြီးတဲ့လူတွေမှာခမည်းပါဘုရားဖြစ်တဲ့စံတမ်းရှင်ခမည်းအင်မတန်ရေးကြည့်တယ်ဟာလေလုယာအာမင်ခမည်းအထူးဖြစ်တယ်အထူးဘုရားကရွေးချယ်ထားတာသင်ကကောင်းခြင်းမင်္ဂလာခံရတာမဟုတ်ကောင်းခြင်းမင်္ဂလာကိုသင်ကတိတ်ထားတာတိတ်ပိုက်ထားတယ်ခံရတာမဟုတ်ကိုကလည်းသူများကိုကောင်းခြင်းပြန်ပေးနိုင်တဲ့လူဖြစ်အောင်ကိုယ်တိုင်ခံယူတာလည်းကောက်သူများကိုယ်စီကကောင်းခြင်းပြန်ပြသွားဟုတ်လားမဟုတ်လားဟုတ်ပါတယ်အဲ့ဒါဘယ်အရာကအရှိမမှာသင်ကဒုထောက်ဖို့မဟုတ်ဘူးအရာတွေဟာသိရှိမှဒုလာထောက်အောင်လောကကြီးကသိရှိမှဒုထောက်အောင်သင်ကလောကမှာဒုထောက်ဖို့မဟုတ်ဘူးဟုတ်လားဟုတ်ပါတယ်ဘုရားသားရှိမှလောကကြီးကနောက်ဆုံးဒုထောက်ရှုပ်ပေးရတယ်အဲ့ဒါဘုရားသားအရာခတ်တဲ့ရုံအုပ်စိုးပြီးဥဆောင်သွားတယ်သင်ကိုဘုရားကအတ္တလောက်ကြီးရည်ရည်ရှိနေတာဟာလေလုယာအာမင်အဲ့တော့သင်တတ်တာဒီဟာအင်မတန်အရေးကြီးတယ်ဆိုတာလည်းအချိန်ပေးသေးတယ်နောက်ကြဘူးဟုတ်လားမဟုတ်လားဟုတ်ပါတယ်အေးမြန်မာပြည်မှာရှိတဲ့ပြည်သားစုတွေဒီကနေ့ရောက်နေတယ်မလေးရှားရောက်နေတယ်ခင်ဗျာအင်မတန်အရေးကြီးတိုင်းနိုင်ငံပြည်မှာရှိနေတဲ့လူမျိုးတွေဆွေမျိုးတွေခင်ဗျာအင်မတန်အရေးကြီးတယ်ခင်ဗျာရဲ့အသက်တာကိုဘုရားရှင်သုံးဖြစ်ဖြစ်ကြတဲ့ဆံမလို့အရေးကြီးတာတစ်ခုပဲသင်ဟာကောင်းတဲ့ဖားနဲ့တူတဲ့တားဖြစ်ရမယ်ဟာလေလုယာအာမင်အဲ့ဒီအဖေတားဖြစ်လို့ရဟုတ်လားမဟုတ်လားဟုတ်ပါတယ်ဒီလောကကြီးအဖေတားကိုလာတော့တိတ်ချောက်ဖယားသားကိုကြောက်အဖေသားကိုကြောက်ဟုတ်လားဒါကြောင့်ဒီကနေ့အဖေသားတွေမပေါ်ခိုင်ကနာတွေကလည်းစီစီလုံးလုံးနဲ့ပွဲနေတာနှိမ့်ဆက်နေတာယာရုတွေဖေးပြီးဖယားเจ้าမှာကြောတက်ပြီးဒေါ်လာ3,000ထောင်နဲ့ကြောတက်ပြီးပုတ်ထားတာဖယားသားတွေလည်းအခုခိုင်ကနာရဲ့သားတွေဖြစ်နေတယ်လာစင်ကြီးရှိရှိတော့တဘောပေါက်လားကျွန်တော်တို့ကအဲ့လိုမျိုးမဟုတ်အဖေသားဖြစ်ရဒါဆိုရင်အောင်ပြီးသွားပြီလားအောင်ပြီးသွားနေ့တိုင်းပြင်မလားပြင်ပါမယ်ပြင်မလားဖျောက်ပြင်ပေးမလားပြင်ပေးပါဆက်ဆက်ဖာကိုပြကိုပြင်စစ်မှန်တဲ့နောက်သားနဲ့တိုးသွားဟုတ်တယ်မဟုတ်လားဖျောက်ပြင်လို့မရရင်တိတ်ပြောက်မှမရှိဘူးအပြင်မခံခြင်းနဲ့လူရှိဖျားဟာစံတိုးပြင်လို့ရတယ်စံတိုးကအပြင်မခံခြင်းတော့မတတ်ဘူးခမည်းကိုပြင်လို့မရတာဘူးခမည်းအပြင်မခံဟုတ်လားဟုတ်လားဟုတ်ပါတယ်အပြစ်ခံနေတဲ့စိတ်ရှိသင်ဒီတေချာပေါက်ခဲ့ပြီးသားဖြစ်လာတယ်ဟာလေလုယာအာမင်ဆုတောင်းတရားကြီးနာကတော့ရှင်းမနဲ့ပြင်စင်တဲ့ချိန်တိုင်းအတွက်ကျေးဇူးတင်တယ်နှုတ်ကပတ်တော်ကိုရှင်းလင်းစွာနားလည်စီပါသူများကိုလက်စစ်ကံပြီးဝင်ငါနိုင်ဖို့ခွန်အားပေးပါအတ္တတာတဲ့မှာအဖေတူတာအစီရောက်အောင်ဘုရားရဲ့ဝိညာဉ်တော်ပို့ဆောင်တာကိုခံစားစီလို့ပါယေရှုခရစ်နာမ၌ယုံကြည်စွာဆုတောင်းပါတယ်ဖခင်အာမင်